ရားတင်ရအရင်ကောင်းမြတ်တယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် thank you ပါအားလုံးနှုတ်ဆက်ပါတယ်အထူးသဖြင့်တော့ကျွန်တော်ကိုခွင့်ပေးတဲ့ဆရာအဝေးရခေါ်လာကျွန်တော်အဝေးရခေါ်လာဒီနေရာကိုဒီလိုဟောဖို့တသက်လုံးမမှန်ဘူးရည်ရွယ်လည်းမထားဘူးစပြီးတော့ဆရာက GMYC 73မှာကျွန်တော်ရဲ့ဇော်ကိုကိုရဲ့နှစ်ယောက်ကိုစင်ပေါ်ခေါ်တင်ပြီးတော့ဆက်ကပ်ပေးလိုက်တယ်အဲ့ဒီနေ့ဘယ်တော့မမေ့ပါဘူးဘူးမသိဘာမသိနေပဲဆရာခေါ်လို့စင်ပေါ်တက်သွားတာဖြစ်တယ်ဒါပေမဲ့ပရောဖက်ရဲ့နှုတ်ကစကားကလေပျက်စီးမှုအခွင့်ပေးကုန်မပေးဘူးဒါကြောင့်ဒီနေ့ဒီအချိန်မှာဘုရားသခင်ကပရောဖက်ရဲ့နှုတ်နဲ့များစွာအလုံးနေမှာဖြစ်တယ်အဲ့ဒီပရောဖက်ပြုချက်ကအဲ့ဒီအချိန်မှာကျွန်တော်တို့ဘာမှနားမလဲပင်မဲ့အဲ့ဒီနေ့ဟာဘုရားသခင်မှကြောက်တင်လိုက်တဲ့နေ့ဖြစ်တယ်ဒါကြောင့်ပရောဖက်ရဲ့နှုတ်ကလေထဲမှာလွှတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီစကားကဖြစ်မဲ့အချိန်ကိုသွားစောင့်နေတာဖြစ်တယ်အဲ့ဒီစကားကိုဘယ်တော့မှမေ့မေ့ပြောက်ပြောက်မနေပါနဲ့အဲ့ဒီအချိန်မှာလွှတ်လိုက်ပြီဆိုတဲ့စကားကအဲ့ဒီနေရာမှာစောင့်နေရင်တင်လုံးရမယ့်အလုပ်ကဖရာသခင်နဲ့ GPS ကိုက်ဖို့ပဲလိုတယ်အဲ့အတိုင်းမှန်မှန်ရှောက်သွားရင်အဲ့ဒီနေရာရောက်လို့ရှိရင်သင်အဲ့ပြောထားတဲ့ prophet စကားပြေကိုပြေဆုံးမှာဖြစ်တယ်အဲ့ဒါကျွန်တော်ပဲဖြစ်တယ်ဒီစကားပြေဆုံးခြင်းဟာဆရာအားဖြင့်ပြေဆုံးခြင်းဟာကျွန်တော်ပဲဖြစ်တယ်အဲ့ဒီအရှိကနေပြီးတော့ prophet ပြုပြီးဆူတောင်းခဲ့တာကျွန်တော်အဖေဖြစ်တယ်ကျွန်တော်ဟာဘယ်တော့မှပြောင်းလဲမဲ့အထက်မှာမပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အခွန်ကအရန်ထူလို့ဖြစ်တယ်ဒီနေ့ဘယ်စကားပြောရမလဲဘုရားသခင်ကျွန်တော်မေးတဲ့ခါမှာဘုရားသခင်ကမင်းအခွန်ခွာလိုက်ပါတင်းရဲ့အခွန်ကိုခွာလိုက်ပါဒီစကားဖြစ်တယ်ဒီအခွန်ဟာကျွန်တော်တို့ life မှာအင်မတန်ဒုက္ခပေးတဲ့အခွန်ဖြစ်တယ်ကျန်တာရောလို့ဆိုတော့ဘာမှပြောငါအဲ့တော့မှလုံမယ်တဲ့အဖေကကျွန်တော်ကိုဘာမှမပြောဘူးလှုပ်ချင်တာလှုပ်ဒါပင်နဲ့သူယုံကြည်ပြီးဖရားလက်အပ်ထားခြင်းကဖရားသခင်ကရအောင်စင်တာပြန်ပို့တယ်ဒါကြောင့်ဒီနေ့သားသမီးတွေပဲဖြစ်ဖြစ်တင်တော့နဲ့ပတ်သက်တဲ့ဘသူပဲမိသားစုပဲဖြစ်ဖြစ်ပတ်သက်လို့ဘသူပဲဖြစ်ဖြစ်ယုံကြည်ဆုတောင်းဖို့ကဒီသားကိုဘုရားသခင်သည်ပြန်ကိုပို့မှာဖြစ်တယ်ဆိုတာကိုယုံကြည်ဖို့ဖြစ်တယ်ယုံကြည်ပြီးဆုတောင်းတဲ့စကားကလေရောက်ကိုရောက်တယ်အဲ့စကားကလေဘုရားသခင်ကပြုတ်ခိုင်းတဲ့ကိုကလေထဲမှာကြိုပြီးလွှတ်ထားပြီးသားဖြစ်တယ်ဒါကြောင့်ဆရာကိုကျွန်တော်နဲ့တွေ့စီတယ်ဆရာအိမ်ရောက်တဲ့အချိန်မှာဆရာအိမ်မှာမေးတယ်တဲ့ဖိုးဖိုးကိုဝေထွန်းတော့မပြောဘူးလားတလွဲလေကျွန်တော်ကမပြောဘူးလားအဖေကကျွန်တော်လုံးဝမပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့မင်းပေါက်ကရလုံနေလို့မအောင်မြင်တာလို့ပြောအောင်လဲကိုကအောင်မြင်နေတဲ့ကောင်တစ်ကောင်ဖြစ်တယ်တိုက်ခတ်တယ်နော်ကျွန်တော်အဖေနေရာစဉ်းစားကြည့်နော်အင်မတန်ခက်တယ်နော်အဖေကတင်းရုပ်လူကြီးဖြစ်တယ်သားကတလွဲဒါပင်နဲ့ဘယ်လိုပဲလွဲဆုတောင်းထားဖို့ကဒီသားကိုပြောင်းလဲမှာဖြစ်တယ်အေးဖိုးဖိုးကတော့ဝေထွန်းတော့မယုံဘူးဒါပေမဲ့ဖရာသခင်ကိုယုံတယ်အဲ့ဒီယုံကြည်ခြင်းကိုပေးချင်တာဖြစ်တယ်
ဒါကြောင့်ကျွန်တော်ကစကားနဲ့ပြောင်းလဲခဲ့တာမဟုတ်ဘူးတကုန်းနဲ့ပြောင်းလဲခဲ့တာဖြစ်တယ်ဖယားသခင်ကတကုန်းနဲ့ဆွဲခေါ်ခဲ့တာဖြစ်တယ်အရှိပိုင်းမှာဒါဟုတ်ကောဟုတ်ရဲ့လားလို့ကြည့်ခဲ့တာဖြစ်တယ်မှန်ရောမှန်ရဲ့လားလူတွေပြစ်လဲတာမှန်ရောမှန်ရဲ့လားဒါပေမဲ့ဝိညာဉ်တော်အချိန်ရှိတယ် It's your time နှုတ်ကပတ်တော်စကားလွှတ်လိုက်လို့ရှိရင်အဲ့ဒီအချိန်ရောက်ရင်တင့်စီကိုလာကိုလာတယ်လာကိုလာတယ်ဒီနေ့ကျွန်တော်ဆရာနဲ့ပေးတွေ့တဲ့အကြောင်းအရာတလျှောက်လုံးမှာဆရာနဲ့ကျွန်တော်လိုက်ခဲ့တဲ့အချိန်မှာတဆင်ချင်းကျွန်တော်ကိုခွာသွားတယ်တဆင်ချင်းခွာထုတ်သွားတယ်ဒါကိုပြန်ကြည့်ရင်ကျွန်တော်ကျေးဇူးတော်ချီးမွမ်းတယ်ဒီနေရာဟာကျွန်တော်မထိုက်မတန်တဲ့နေရာဖြစ်တယ်ဆရာကိုကျေးဇူးတင်တယ်ပါစတာချမ်လို့ကျေးဇူးတင်တယ် Elliot really thanks for you ကျွန်တော်အတွက်အများကြီးဆုတောင်းပေးခဲ့တယ်ဒီလူတွေအကုန်လုံးဒီဆရာတွေအကုန်လုံးမှာရှေ့မှာကျွန်တော်တရားဟောဖို့ရှက်ပါတယ်ဘာလို့လဲကျွန်တော်တရားမဟောတတ်ပါဘူးတရားမဟောတတ်ပေမဲ့ဘုရားသခင်ကကျွန်တော်ကိုဒီနေရာမှာရက်ခိုင်းတဲ့အကြောင်းကကျွန်တော်အကြောင်းကိုသိသိခံမှုဖြစ်တယ်သင်ကိုဘုရားသခင်ကသင်တတ်ချင်းမတတ်ချင်းနဲ့ခေါ်တာမဟုတ်ဘူးတတ်လို့ခေါ်တာမဟုတ်ဘူးကျွန်တော်ကဘာမှမတတ်လို့ဖြစ်တယ်ဒါပေမဲ့မတတ်တဲ့လူကိုတတ်စေတာဘုရားသခင်ဖြစ်တယ်သူ့ကိုသိအောင်အရင်လုပ်ပြီးမှတတ်စေတာဖြစ်တယ်လို့ဒီကြောင်းလေးပြောချင်ပါတယ်အားလုံးထိုင်လို့ရပါပြီ Thank you ပါရည်စရာပေါ့နော်ကျွန်တော်ဆရာနောက်စားလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီလိုအာရှပဲအနောက်မှာကျွန်တော်စက်ကိုင်းနေအဲ့အလုပ်တွေကျွန်တော်လုပ်ခဲ့တာတရက်မှာချင်းမိုင်ပါသွားကြတယ်ချင်းမိုင်မှာဆရာအခန်းထဲရောက်ဆရာအခန်းထဲရောက်တဲ့အချိန်မှာဆရာအားလုံးထိုင်ခိုင်းတယ်အဲ့ဒီကစိတ်ဆိုးမှဆိုပြီးထိုင်ပြီတယောက်မှတရားဟောဖို့စိတ်မကူနဲ့ဟာငါလည်းစိတ်မကူပါဘူးအဲ့နဲ့ကျွန်တော်အသားလေးဘေးမှာထိုင်လိုက်တယ်ငါမပါဘူးလို့အဲဆိုကျွန်တော်တရားဟောဖို့လုံးဝစိတ်မကူတဲ့ထဲမှာပါတယ်ကျွန်တော်ဆရာနောက်ပဲလိုက်မှာဘယ်နှခါပြောကျွန်တော်ကဘယ်တော့မှတရားဟောမယ်ဆိုတဲ့စိတ်ကိုကျွန်တော်မထားဘူးဘာလို့ကျွန်တော်မဟောတတ်ဘူးလို့တွက်ထားတယ်ဘာလို့ကျမ်းစာကိုဖတ်တဲ့အချိန်မှာပြောပြမယ်ဆရာလည်းအများကြီးတင်တယ်ကျွန်တော်မကြည့်ပါဆရာမေးကြည့်ဆရာကခီးသွားရင်ပဲဖြစ်ဖြစ်ဘယ်သွားလိုက်ဖြစ်ကျွန်တော်အရှိဆုံးမှာစောင်းလေးတုံးနဲ့ကျွန်တော်လိုက်ပြီးအကုန်မှတ်တယ်ကျွန်တော်ဆရာဘယ်လိုပြောကျွန်တော်စောင်းတုံးနဲ့မှတ်ထားတယ်ကျွန်တော်နော်နောက်တစ်ချက်ကကျွန်တော်ကိုဝိညာဉ်တော်နဲ့တိုးထိပြီးတဲ့နောက်မှာမနေ့တိုင်းပြောတဲ့အရာလေးတွေကျွန်တော်အမြဲတမ်းရေးထားတယ်ဘလောက်ဖတ်လုံးဝနားမလီဘူးကွာရေးလေခက်တာကျွန်တော် life မှာကျွန်တော်က profession တစ်ခုပြီးတစ်ခုပြောင်းလာတဲ့သူတယောက်ဖြစ်တယ် career တစ်ခုပြီးတစ်ခုပြောင်းလာတာအဲ့ဒီတစ်ခုကိုလေ့လာလို့ရှိရင်ထိတ်ကိုရောက်ဖို့ခဏပဲကြာတယ်ကျွန်တော်ခဏနေအဲ့လုပ်ငန်းကိုကျွန်တော်ကောင်းကောင်းလုပ်လို့ရတယ်ကျွန်တော် professional life 3ခုလောက်ပြောင်းခဲ့ဘူးတယ်အဲ့3ခုလုံးကိုကျွန်တော်ကောင်းကောင်းကျွမ်းကျင်လုပ်တတ်တယ်အောင်လဲအောင်မြင်ခဲ့ဘူးတယ်ဒါပေမဲ့ဒီအမှုတော်ဆောင်လောက်လဲကြာလဲကြာအောင်ခုနှစ် study လုပ်ပြီးတဲ့အချိန်မှာအပိသက်ဆုံးဖြတ်လိုက်တယ်ကျွန်တော်လုံးဝမလုပ်တော့ပါဘူးဘာလို့ဆိုတလုံးမှနားမလည်လို့ဖြစ်တယ်ဆရာပြောတဲ့လောက်တော့မှတ်ထားတာပေါ့နော်ဒါပေမဲ့နဲကိုနားလည်ဖို့ခက်တယ်ခုနဂလာတိအေဖက်တစ်19ကဉာဏ်မျက်စိဆိုတာဖြစ်တာဉာဏ်မျက်စိအဲ့ဒီဉာဏ်မျက်စိဟာအင်မတန်အရေးကြီးတဲ့အရာဖြစ်တယ်အဲ့ဒီဉာဏ်မျက်စိကလူမြင်တာမဟုတ်ဘူးအဲ့ဒါဝိညာဉ်တော်ပြမှမြင်တဲ့အမြင်ဖြစ်တယ်အဲ့တော့အဲ့ဒီအချက်ကကျွန်တော်ဘယ်ကြမှာဖွင့်တယ်လဲဆိုတော့ဆရာနဲ့ကျွန်တော်နဲ့နှစ်ယောက်တည်း vacation သွားတဲ့အချိန်ကြတော့မှ vacation အခန်းထဲကလုံးဝ private room မှာပေါ့ဆရာ
ကျွန်တော်တို့ညဆိုလာကင်တာညဆိုလာဖက်ထားတယ်လူတယောက်ဖက်လို့ဖက်ထားတယ်ဘလောက်အသက်ရှင်လဲဆိုတော့ပြောတာနော်ကျွန်တော်လူတယောက်ဒီလိုကင်ထားတာဖြစ်တယ်မနေ့3နိုင်ဆိုလာပြီဒီလိုဖက်ထားပြီမင်းရောငါအရန်ချစ်တယ်မင်းရောငါအရန်ချစ်တယ်ဖခင်သခင်ကိုချစ်တယ်ဆိုတဲ့စကားကနှုတ်ကပဲပြောလို့ရတာတကယ်ကြတော့ဖခင်သခင်ရဲ့အချစ်ကလူမှမရှိဘူးကျွန်တော်အဲ့ဒီအရာကိုခံစားပြီးတော့မှငါတို့မှမရှိတဲ့အချစ်ဖြစ်တယ်လို့အဲ့ဒီအချစ်ကိုရတော့မှကျွန်တော်ချစ်တတ်သွားတာဖြစ်တယ်အဲ့တော့မှဖခင်သခင်အရန်ချစ်တယ်ကိုတော်ကအရန်ချစ်တယ်အားလုံးထက်ပိုပြီးချစ်တယ်ဆိုတဲ့အချစ်ကသူ့ဘေးမှာရတာဖြစ်တယ်ညာတိုင်းကျွန်တော်ကိုလာဖက်တယ်လူတယောက်လိုလာဖက်တယ်မနဲ့မိုးလင်းလို့ကျမ်းစာဖတ်လိုက်ရင်တကြုံဖတ်လေအရာသာရှိနှစ်ကြုံဖတ်လေအရာသာရှိအဲ့နေရစာပြီးနည်းတဲ့အရာပေါ်လာတယ်ဖခင်သခင်ကအဲ့တော့မှဉာဏ်မျက်စိကိုပွင့်ရတဲ့အခွင့်ကိုပေးတယ်အဲ့မှာကျွန်တော်သဘောပေါက်သွားတယ်ကျမ်းစာကငါတို့ကြိုးစားဖတ်လို့မရဘူးဉာဏ်မျက်စိကသူ့စီမှာပဲရှိတယ်သူဖွင့်ပြမှဖွင့်နိုင်တာဖြစ်တယ်အဲ့ဒီအနောက်မှာကျွန်တော်ချစ်တတ်တဲ့အရာကအဲ့ဒီရတာဖြစ်တယ်ကျွန်တော်ချစ်တတ်တဲ့စိတ်ကဘုရားသခင်ပေးတဲ့ချစ်ချင်းမြတ်တာဖြစ်တယ်ကျွန်တော်ကအပြင်မှာစီးပွားရေးလုပ်ခဲ့တဲ့သူတယောက်ဖြစ်တယ်အတ္တကြီးတဲ့သူတယောက်ဖြစ်တယ်အနုပညာသမားတယောက်ဖြစ်တယ်အတ္တကြီးတဲ့သူတယောက်ဖြစ်တယ်နာမည်ကြီးအောင်လုပ်တဲ့သူတယောက်ဖြစ်တယ်အတ္တရှိတဲ့သူတယောက်ဖြစ်တယ်စီးပွားရေးလုပ်တယ်အတ္တရှိတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေ့ဟာပြောင်းလဲတဲ့နေ့ဖြစ်တယ်အရှိမကျွန်တော်အများကြီးပြောင်းလဲပေးခဲ့တယ်နော်ဝိညာဉ်တော်ဆွဲခေါ်ခဲ့တယ်ကျွန်တော်ဝိညာဉ်တော်နဲ့လဲတာတွေပဲဆိုအများကြီးနော်လဲတဲ့အချိန်တွေအများကြီးဒါပေမဲ့ turning point တစ်ခုရှိပါတယ်ကျွန်တော်အဲ့ point လေးကိုကျွန်တော်ပြောပြချင်ပါတယ်အရှိမဘယ်လောက်ပဲတီးခဲ့ဝိညာဉ်တော်ကအချိန်တစ်ခုရှိတယ်အဲ့ဒီအချိန်ရောက်ရင်တင့်ကိုဘန်းဆိုပြီးတော့ဘန်းချက်ပဲ then you will know it အဲ့ဒီအချိန်ကိုစောင့်ပါအဲ့ဒီအချိန်ကိုစောင့်ပါဒါကြောင့်ခရစ်တော်ကပြောတဲ့စကားရှင်းတယ်တော့ပေတရုတို့တော့ခေါ်လာတယ်ချင်းစကားတစ်ခွန်းပဲပြောတယ်ငါနောက်လိုက်ပဲပြောတယ်ဆိုကြားဖို့ကငါနောက်လိုက်ဆိုရင်ငါနောက်လိုက်ဖို့ပဲဖြစ်တယ်ငါနောက်လိုက်အဲ့တော့လိုက်တဲ့အချိန်မှာတလျှောက်မမလိုက်ဖို့အရေးကြီးတယ်ခရစ်တော်ကသူ့နောက်လိုက်ခွဲဖို့ပုံပြသွားပြီးတေချာပြော့ပြသွားတယ်ငါနောက်လိုက်လို့ပြောတယ်ဒီနေ့အတန်မကြားသေးတဲ့သူတွေတဲ့ဝิญဉ်ကောင်းဆောင်ထားတယ်အဲ့ဒီဝิญဉ်ကောင်းဆောင်ကတင့်ကိုဥဆောင်ဖို့ဖြစ်တယ်အဲ့ဒီနောက်ကိုလိုက်ဖို့ဖြစ်တယ်သူစကားနားသာပြီးလိုက်ဖို့ဖြစ်တယ်ဘာလို့ဆိုကျွန်တော်တို့အတန်မကြားသေးဘူးလေဆရာအတန်ကြားရလေသူဆူတောင်းပေးတယ်လေကျွန်တော်တို့ဆွဲခေါ်တယ်လေချစ်တယ်လေသူချစ်တဲ့စိတ်နဲ့ကျွန်တော်တို့ခေါ်လာလို့ကျွန်တော်တို့ဒီနေရာရောက်တာပေါ့အဲ့စိတ်ကကျွန်တော်တို့ထပ်ပြီးတော့သူများကိုချစ်ဖို့ဖြစ်တယ်ဒီနေ့ဆွဲခေါ်ခြင်းကအဲ့ဒီချစ်တဲ့စိတ်နဲ့ခေါ်ဖို့ဖြစ်တယ်ငါနောက်လိုက်အဲ့ဒီအတန်ကသိအရေးကြီးတဲ့အတန်ဖြစ်တယ်မဿဲ19:16မှာလူတစ်ယောက်ကလာမေးတယ်ကောင်းမြတ်တဲ့သခင်ရဲ့ထာဝရအသက်ကိုရခြင်းအလို့ငါရအံ့သောငါအကျွန်ုပ်ဒီအဘေကောင်းမှုကိုပြုရမည်နည်းကိုမေးလျှောက်တော့ပညာတိလျှောက်အကုန်ပြောတယ်အဘေပညာကိုစောင့်ရှောက်ရမည်နည်းတဲ့မေးကလေးကတကယ်တော့ခရစ်တော်ကငါနောက်လိုက်ပဲပြောတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့သိဖို့ကကျွန်တော်တို့အားလုံးကိုပိုင်းခြားထားတဲ့ຢာကအဲ့ပညာဖြစ်တယ်ဒီနေ့အဲ့ဒီပညာကိုမကြော်နိုင်ဘူးကျွန်တော်တို့လိုက်ရတာခရစ်တော်နောက်ဖြစ်တယ်ဒါပေမဲ့ပညာကတစ်ခုကကျွန်တော်တို့ပိုင်းခြားထားတယ်ဘာလို့လဲဆိုတော့ပညာတွေအများကြီးသိမှုလို့ဖြစ်တယ်ဆိုတော့သိဖို့ကခရစ်တော်နောက်ကိုတောက်လျှောက်လိုက်ဖို့ဖြစ်တယ်ပညာအားလုံးကျင့်လိုက်တဲ့ပြီးမရှိတာအကုန်ရောင်းပြီးတော့တဲ့ငါးနောက်လိုက်ခဲ့တဲ့စင်ရသားတွေဝေပေးလိုက်ကွာတဲ့အဲ့မှာနေတတိယလစ်သွားရှိတာတွေဝေပေးလိုက်လို့ပြောတော့ကြောက်ပြီးမလိုက်တော့ဒါပေမဲ့တကယ်အတန်ကဘာလဲမရှိနေတဲ့လူစိတ်အကုန်ရှိတာအကုန်ထားပြခဲ့လိုက်တော့
မင်းအခွန်ခွာပြီးထားခဲ့လိုက်တော့ငါနောက်လိုက်ဖို့ဖြစ်တယ်အဲ့ဒီအတန်နောက်ကိုလိုက်မှကြားတာဖြစ်တယ်အဲ့အတန်နောက်ကိုလိုက်ရတာဖြစ်တယ်အဲ့တော့တက်တည်မရှိဘယ်လိုလိုက်မတော့အဓိကတက်တည်ကအရေးကြီးတာလေတက်တည်မရှိရင်ကျွန်တော်တို့ဘယ်လိုလိုက်မှာလဲအတန်မကြားပါဘူးမပူနဲ့ရှေ့ပိုင်းမှာအတန်မကြားဘူးဒါမှမဟုတ်ဝิญဉ်ခေါင်းဆောင်အရန်ရေးကြည့်တယ်ဒီနေ့ဝิญဉ်ရေးရမှာခေါင်းဆောင်လုပ်နေသူအများကြီးရှိတယ်အတန်မကြားတဲ့သူကိုခေါ်ဖို့မေတ္တာကဘုရားသခင်ရဲ့မေတ္တာဖြစ်တယ်အဲ့ဒီမေတ္တာနဲ့ခေါ်ဖို့ဖြစ်တယ်တောလျာကျမ်း14 24ကိုကြည့်ရဲတောလျာကျမ်း14 24ကိုကြည့်ရဲငါကြုံကာလဲမူကထူးခြားသောသဘောရှိ၍ငါနောက်သို့လုံးလုံးလိုက်သောကြောင့်သူသွားခဲ့ပြီးသို့သူကိုငါဆောင်သွင်းဖြင့်သူဤသားမီးတို့သည်အမွေခံရကြလိမ့်မည်စကားကြားလို့အနောက်ကိုတောက်လျှောက်လိုက်တဲ့သူဖြစ်တယ်ငါအတန်ကြားလို့လုံးလုံးလိုက်ပါလိုက်ရင်လုံးလုံးလိုက်ပါလုံးလုံးဆိုတာလုံးလုံးတော့အဲလုံးအောင်ပြောတာမဟုတ်ဘူးလုံးလုံးလိုက်ဖို့ဖြစ်တယ်ကျွန်တော်ကအရှိမမသိပါဘူးဆရာကျွန်တော်ဆူတောင်းပေးတယ်ကျွန်တော်မှချီနှောင်ခြင်းတွေများစွာရှိတယ်နော်ဒီနေ့ကျွန်တော်ချီနှောင်တဲ့လူတွေအများကြီးကိုကျွန်တော်လိုက်ဆူတောင်းပေးနေတာအဲ့ဒါကြောင့်ဖြစ်တယ်ကျွန်တော်ကိုချင်းစာလို့ဖြစ်တယ်ကနေချင်းရတာပဲကနေချင်းရပြီအားလုံးလွတ်ပြီလို့ပြောရင်မလွတ်ဘူးလေမလွတ်ဘူးဘာပြောမလဲမလွတ်ကြဘူးအစုံမလွတ်တာနော်အဲ့တော့မလွတ်တဲ့အချိန်မှာဆရာဆူတောင်းပေးတယ်တစ်ချက်လွတ်တယ်တစ်ခုလွတ်တယ်လွတ်သွားတယ်လွတ်တဲ့နေရာစာပြီးကျွန်တော်မြင်သွားပြီဒါငါ့ကိုလွတ်စေတဲ့ຢာဖြစ်တယ်ကျွန်တော်ဆရာနောက်ကတောက်လျှောက်လိုက်တာဖြစ်တယ်ကျွန်တော်အဲ့ချိန်မှာအလုပ်တွေအများကြီးလုပ်နေတဲ့ကြောက်ဖြစ်တယ်အဲ့တော့လူတစ်ယောက်ကအောင်မြင်ခြင်းတဲ့ခါမှာအောင်မြင်ခြင်းတဲ့ခါမှာအောင်မြင်ခြင်းနဲ့လေအောင်မြင်ခြင်းတော့ငယ်ငယ်တည်းကနေပြီးကိုမြင်ထားတဲ့တော့ဘာတူလဲအဲ့ဒီအောင်မြင်တဲ့သူငါအဲ့လိုဖြစ်ချင်တယ်ငါဒီလိုလူဖြစ်ရမယ်အဲ့ဒီနောက်ကိုကြိုးစားပြီးလိုက်တယ်အဲ့တော့ဘာနဲ့တူလဲဆိုလေမြန်တစ်စင်းကိုကြည့်လေမြန်တစ်စင်းကလေပေါ်ပြန်လို့လှုပ်ထားပေမဲ့သူ့ကိုဒီတိုင်းထားရင်ဒီတိုင်းထားရင်လေအပေါ်မရောက်ဘူး power တစ်ခုလိုတယ် wing တစ်ခုလိုတယ် wing နေလိုတယ်အဲ့တော့လေမြန်ကပြေးလမ်းပေါ်မှာအရှိန်တစ်ခုနဲ့အင်ဂျင်ကတွန်းအားပေးလိုက်တော့မှသူ့အတောင်နဲ့ဆက်ပြီးတော့သွားတယ်သွားပြီးဆွဲတင်လိုက်တော့မှအရှိန်တစ်ခုရောက်တော့မှလေပေါ်တက်သွားတာဖြစ်တယ် life မှာကြိုးစားရတယ်အရန်ကြိုးစားရတယ်ပြင်းပြင်းထန်ထန်ပြေးရတယ်အဲ့ဒီကြိုးစားခြင်းတွေအားလုံးနဲ့မှအပေါ်ရောက်တာဖြစ်တယ်အဲ့ဒီရောက်တဲ့ဘဝကိုကိုကကျေနပ်ပင်မဲ့ခဏနေလို့ရှိရလေအဲ့ဒီဟာမလောက်တော့ပြန်ဘူးမဟုတ်တော့ပြန်ဘူးနောက်တစ်ခုဖြစ်လာတယ်အဲ့ဒီခါမှာလူကလိုက်ရင်နဲ့အဲ့ဒီဟာကဟုတ်မလားလို့ထိတ်ဆုံးရောက်ရင်အဲ့နေရာကအောက်ကကြည့်ရင်တော့တိတ်ကောင်းတာပဲလို့ထင်တတ်တယ်ဒါပေမဲ့အဲ့နေရာရောက်သွားတဲ့အချိန်ကျရင်ဘာမှမဟုတ်ပါလားဖြစ်သွားတယ်အဲ့ချိန်မှာနောက်တစ်နေရာကိုထပ်ရွှေ့တယ်ထပ်ကြိုးစားတယ်အဲ့တော့ကြော်ကြားမှုလားအောင်မြင်မှုလားငွေကြေးလားလိုက်ရင်နဲ့လူကဘာပဲလဲဆိုတော့ကိုဖြစ်ချင်းပျောက်သွားတယ်အဓိကကိုဖြစ်ချင်းကိုပျောက်သွားတယ်ကိုဘယ်ဟာကပြန်ဖိစီးနေတာလဲဆိုရင်အဲ့ဒီအားဒီအကုန်လုံးကကိုပြန်ဖိလာတယ်ပြန်ဖိလာတဲ့ခါမှာလူကမခံနိုင်တော့ဘူးမခံနိုင်တော့တဲ့အခါမှာသင်ခန္ဓာကိုယ်ကအဲ့ဒီအရာကိုမတွန်းလှန်နိုင်တော့ဘူးအဲ့ဒီနေရစပြီးတော့သင်ငိုကြွေးရပြီငါဘာလာလုပ်တာလဲကွာငါဘာဖြစ်တာလဲငါဘာတူလဲမေးဘူးလေလူအများကြီးရှိလိမ့်မယ်ဘဝမှာအောင်မြင်တယ်လို့ထင်တဲ့သူတိုင်းဟာ very lonely ထိတ်ဆုံးမှာ very lonely
သူ့အနားမှာလူတွေအများကြီးရှိတယ်ဒါပေမဲ့သူဒီ6တွေ့တော်သူဖြစ်တယ်အဲ့လိုလုံလီဖြစ်လာလို့ရှိရင်ဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲဘယ်နေရာတော့ငါဘဝအတိတ်ပဲမရှိပါလားငါဘာလဲငါဘာလဲကိုဖြစ်ချင်တဲ့အခြေအနေတွေအားလုံးတစ်ခုတစ်ခုဖြစ်ခဲ့ပြီလေကိုထင်တဲ့ဟာတွေအားလုံးဖြစ်ပြီးပြီလေဒါပေမဲ့အဲ့ဒီအရာကတင့်ကိုဂျင်းတဲ့စိတ်ကိုမပေးစွမ်းနိုင်ဘူးမပေးစွမ်းနိုင်တဲ့အချိန်မှာကျွန်တော်ညာတိုင်းဆူတောင်းခဲ့တယ်အဖေကကျွန်တော်ကိုတွေ့တော့အဖေကျွန်တော်အိမ်တက်အိမ်ဟိုကလို့တော့အိမ်ဆောက်တော့အဖေကိုလာဆူတောင်းခိုင်းတာအဖေကလာဆူတောင်းပေးတယ်အဖေကလည်းကျွန်တော်ဖះเจ้าလည်းမတက်ဘူးနော်ပြောပြမယ်ကျွန်တော်ဖះเจ้าလည်းမတက်ဘူးအနည်း20ကျော်တယ်ဖះเจ้าမတက်ဘူးကျွန်တော်အတိုင်းဝိုင်းခရိယံမှလည်းမသိဘူးအဲ့ဒါအဖေကအဲ့နေ့မှာကျွန်တော်စကားပြောတဲ့အဲ့စကားလေးတစ်ခုကကျွန်တော်အရန်အမှတ်ရစေတယ်ငါသားရတယ်ငါတောက်ကြည့်တာအရန်ပင်ပန်းတယ်အဖေလေးတောက်ကြည့်ပြီးတော့စကားလေးတစ်ခုလက်ဆောင်ပေးခြင်းနဲ့ဝင်လေးပင်ပန်းလို့ရှိရင်ခရစ်တော်ပြောတယ်ငါစီလာပါငါဒီချမ်းသာပေးမယ်ဒီစကားဖြစ်တယ်ကျွန်တော်အဲ့စကားလေးမှတ်ထားတယ်မတတ်ဆူတောင်းပါကျွန်တော်စ조사မှရမယ်လို့တွက်ထားတဲ့လူတော့ဖြစ်တယ်ဘဝမှာစ조사ရင်ဘာမဆိုဖြစ်တယ်လို့ပြောတယ်ဘယ်လောက်စ조사တဏှာမှာရပ်သွားတယ်အဲ့ထက်စ조사လို့မရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဖခင်သခင်လက်ထက်မှာပဲရှိတယ်တရက်မှာကျွန်တော်နှလုံးအရန်အောင်တယ်ညကြီးမနေ့4နိုင်လောက်ကြီးနှလုံးအရန်အောင်တယ်ဘာလို့ကျွန်တော်အရာအလုပ်တွေပင်ပန်းပြီးတော့ကျွန်တော်နှလုံးကမခံနိုင်တော့ဘူးကျွန်တော်တည်မယ်လို့ထင်တယ်ဟောဆိုနှလုံးကအရန်အောင်ပြီးနာလာလို့ဟောဆို stress အရန်များလို့ဖြစ်တယ်အလုပ်တွေအများကြီးလုပ်တော့ stress အရန်များတယ်ကျွန်တော်နဲ့ဆရာစုံမင်းနဲ့က तू ကကျွန်တော်ထက်အကြီးတယ်4နှစ်လောက်ကြီးတယ်ဒါပေမဲ့အားလုံးက तू ကျွန်တော်ညီလိုပဲထင်တယ်ဘာလို့ကျွန်တော်ပူအိုးနေလို့ तू အစောကြီးမှုတော်တောင်ဖြစ်တော့ရုပ်အရန်နှုတ်တော့ဗောနော်အဲ့တော့မနေ့4နာရီဆိုတော့အိမ်မှာကျွန်တော်တယောက်တည်းနေတယ်လေကျွန်တော်တယောက်တည်းနေတော့မနေ့ဆိုရင်တပည့်စီလဲတဲ့အမျိုးသမီးကလာပြီးအိမ်ရှင်းတယ်အဲ့တော့ကျွန်တော်က4နိုင်လောက်မှငါအိမ်ထဲမှာတိမ်နေရင်တော့ဘယ်သူမှတိမှာမဟုတ်ဘူးအဲ့နဲ့အဲ့နာနီယကြီးနဲ့ဆင်းပြီးအိမ်ရှိကခေါက်ရှ်မှာကျွန်တော်ခဏအိမ်နေတယ်မနေ့မိုးလင်းတပည့်စီလှဲလို့မနေ့တိမ်နေလဲတွေ့ရအောင်လို့ဆိုပြီးတော့ဆရာဝန်အားနာလို့ဖုန်းမဆက်ဘူးကျွန်တော် personal ဆရာဝန်ရှိတယ်ဒါပေမဲ့အဲ့အချိန်မှာမနေ့6နိုင်ကျမှဖုန်းဆက်တယ်ဆရာဝန်ကလည်းကျွန်တော်စိတ်တွေဘူးဆူတာပေါ့လေဒါပေမဲ့အဲ့မှာတတိယတာ check up တွေလုပ်တယ်အဲ့ဒါပြီးလဲပြီးတော့ကျွန်တော်ဗာတတိယလဲအဖေပြောခဲ့တဲ့စကားကိုတတိယလဲအဖေပြောခဲ့တဲ့စကားကိုတတိယလဲကျွန်တော်အဲ့နေ့ကစပြီးကျွန်တော်ဆူတောင်းတယ်ဘုရားသခင်စီမှာခေါ်ခေါ်မိတယ်ဘုရားကျောင်းတော့မတက်ပါဘူးခေါ်ခေါ်မိတယ်ဒါပေမဲ့ဘုရားသခင်ကလေအဖေရဲ့ဆူတောင်းတာကိုမမေ့ဘူးဒါကြောင့်ဘုရားသခင်ကိုလက်အပ်ပြီးတဲ့အခါမှာဘုရားသခင်ကလှပစွာအလုပ်လုပ်တယ်ဆရာအိမ်ပါသွားတယ်ဆရာနဲ့ခင်တယ်ဆရာအိမ်မှာအကြာကြီးကျွန်တော်နေခဲ့တယ်ညီကိုလိုချစ်တယ်ကျွန်တော်တို့ကအန်နီရိုဒါဆိုလဲအမေလိုပဲအန်နီရိုဆို63ခုနှစ်ထဲကတည်တယ်ဆရာဇော်မင်းတို့ MCA စကြတဲ့ကဆိုတော့ကျွန်တော်ကိုခေါ်ခဲ့တဲ့အရာကိုပြန်ကြည့်တဲ့အခါမှာနောက်ပြန်ကြည့်ရင်ဘုရားသခင်ကလှပလုပ်ခဲ့တာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဘက်ကဘာကိုတွေ့ခဲ့တာလဲအရေးကြီးတာလူတိုင်းတွေ့အဲ့အချက်တွေအသိအရေးကြီးတယ်ဒီဇိုင်းမှလိုက်ဖို့ဖြစ်တယ်ငါနောက်လိုက်ခဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့မကြောက်ဘူးအဲ့တော့ဘုရားသခင်ရဲ့အကြံကြားရင်ဘုရားသခင်အကြံကြားရင်လို့အားလုံးကပြောကြတယ်မကြားပါဘူးမပူနဲ့မကြားဘူးဘူးမှဒါပေမဲ့အဲ့ဒီအချိန်မှာကိုယ့်ရဲ့ဝิญဉ်ကောင်းအောင်ရှိတယ်သင်အုပ်တော်၎င်းကိုယ်ဆွဲခေါ်တဲ့သူ၎င်းဘသူပဲဖြစ်ဖြစ်အဲ့ဒီလူကတာဝန်ယူပြီးခေါ်နေတာဖြစ်တယ်အဲ့ဒီလူရဲ့ခေါ်ခြင်းကအရေးကြီးတယ်ဖြစ်တယ်အဲ့ဒီနောက်ကိုဒီဇိုင်းမလိုက်ပါအဲ့ဒီဇိုင်းမလိုက်ခြင်းကခရစ်တော်နောက်ကိုလိုက်ခြင်းဖြစ်တယ်ခရစ်တော်အပ်ထားတဲ့ခေါင်းဆောင်တွေဖြစ်တယ်ဆိုအဖက်3:30ကိုကြည့်အောင်အဖက်3:20
ဧဖက်3:20ငါတို့၌ပြုပြင်သောတကိုးတော်တိုင်းငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည်ရပြီအလွန်ထူးခြားစွာငါတို့တောင်းပန်ကြံစီသမျှထက်တာလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည်ဒီကြားတဲ့ကာလနော်ကြားကာလနော်ဆရာကျွန်တော်တို့ဗာပြောလဲကျွန်တော်တို့အားလုံးဘာမှမပူနဲ့အားလုံးကအခွန်ထူတွေနဲ့အထူတွေအဲ့တော့ဆရာတော်လိုက်ခဲ့တဲ့အုပ်စုကထူလေးပစ်တုံးနေဘယ်သူမှစုံမလို့မရတဲ့အုပ်စုနော်ဆိုးပေဆိုတဲ့အုပ်စုတွေအကုန်လုံးဆရာတော်မှာပါတယ်နောက်ကိုဒီဇိုင်းမတ်လိုက်တဲ့အခါမှာတထက်ချင်းခွာပေးတယ်အလွန်ထူးခြားစွာတောင်းပန်ကြံစီသမျှထက်ထူးခြားစွာတင်တို့ထူးခြားစွာခွာချပေးတာဖြစ်တယ်အဲ့ဒီအဆင့်ကမဖြတ်လို့မရဘူးဖြတ်ကိုဖြတ်ရတယ်အဲ့တော့ကျွန်တော်တခုပြောချင်တယ်ဒီနေ့ဧဝံဂေလိသွားပြောပြီးရင်တင်တို့ဝိညာဉ်မျက်စိပွင့်လို့ရှိရင်အဲ့ဒီလူတွေပေါ်လက်တွေဆူတောင်းရင်ဘယ်လောက်မာနေလဲဆိုတော့တင်တို့သိတယ်ဒါတချို့ဆရာကြီးတို့ကျွန်တော်ပြောမယ်တချို့ကမသိတဲ့ဘုရားကျောင်းနဲ့ခေါ်ချလာတာဘုရားကျောင်းနဲ့ခေါ်ချလာပြီးတော့တန်းပြီးတော့တရားတွေဟောသူတို့လည်းနားမလည်ဘူးပြီးရင်နင်တို့ပြောင်းလဲပြီဆိုပြောင်းလဲပြီဆိုပြီးတော့ရုပ်ကိုမပေါက်ဘူးကြည်လေမှားပြန်ပြီကြည့်တဲ့မျက်စိကပြည့်ညက်နဲ့ကြည့်လိုက်တယ်ပုံစံမကြဘူးဘယ်တော့မှကြမဲ့လူတွေမဟုတ်ဘူးအခုမှဖះကိုတီးပြီးပြောင်းလဲလာတာဖြစ်တယ်အဲ့ဒီဂျားကာလ gap ကအင်မတန်အရေးကြီးတဲ့ကာလဖြစ်တယ်အဲ့ဒီကာလဆွဲခေါ်တဲ့ကာလဖြစ်တယ်အဲ့ဒါကိုနားလည်ဖို့ဖြစ်တယ်အဲ့လူကဘလောက်ပဲလဲခဏလဲမှာပဲလဲမယ်ဘလောက်ပဲလဲခေါ်ဖို့ကကျွန်တော်တို့အလုပ်ဖြစ်တယ်ဒါကြောင့်တပြေးတညီလည်းကြည့်လို့မရဘူးတယောက်ချင်းကိုမြင်တတ်ဖို့လိုတယ်ခရစ်တော်တယောက်ချင်းလိုက်ခေါ်တာတယောက်ချင်းကိုမြင်ပြီးလိုက်ခေါ်တာယောက်ျား9ယောက်ယူတဲ့မိန်းမတဲ့တွက်ကြည့်အဲ့အမျိုးသမီးကိုယောက်ျား9ယောက်ယူထားတာတဲ့တွက်ကြည့်တော်တော်ချောမယ်နော်9ယောက်တောင်ရထားတယ်ဆိုစဉ်းစားကြည့်လေနော်9ယောက်တောင်ဆိုသူလည်းမစိုးဘူးနော်ဒါမဲ့ခရစ်တော်ခေါ်လာပြီးတယ်လေဘယ်သူမှလက်မခံချင်ဘူးလေခေါ်လာကြည့်ပါလားဆိုဖြစ်မှာလူအနေနဲ့ဒါပေမဲ့ခရစ်တော်ကသူ့ဖြစ်ချင်းကိုမြင်နေတာမဟုတ်ဘူးဒီအမျိုးသမီးဟာပြန်ပြီးကောင်းရမယ်ဒီအမျိုးသမီးဟာလွတ်ကိုလွတ်ရမယ်ဟုတ်တော့ဒီချုပ်ထားတာတွေမြင်ဖို့ဖြစ်တယ်ဒီနေ့ချုပ်ထားတာတွေအများကြီးရှိတယ်ဒီချုပ်ထားတာကိုမြင်ဖို့ဖြစ်တယ်ဝိညာဉ်လောကရဲ့ချုပ်ထားခြင်းတွေများစွာရှိတယ်ဒီအရာကိုမြင်ပြီးတော့ဆူတောင်းဖို့ဖြစ်တယ်ဒီအရာကိုမြင်ပြီးထုတ်ပေးဖို့ဖြစ်တယ်အဲ့ထက်ကနေဆွဲထုတ်ဖို့ဖြစ်တယ်အဲ့ထက်ကနေဆွဲထုတ်မှမှာဖြစ်တယ်သူ့အားနဲ့သူမထုတ်နိုင်ဘူးသူ့အားနဲ့သူလုံးဝမထွက်နိုင်ဘူးမထွက်နိုင်တဲ့လူအားနဲ့ဆွဲထုတ်ရတာအဲ့ဒါဝိညာဉ်ကောင်းဆောင်အလုပ်ဖြစ်တယ်အဲ့တော့ဝိညာဉ်ကောင်းဆောင်ဆိုတာစကားတိယုံနဲ့ကြမ်းတိယုံနဲ့ပြောတာမဟုတ်ဘူးအဲ့ဒီအားရှိတဲ့သူဖြစ်ဖို့လိုတယ်ဒါကြောင့်ဝိညာဉ်တော်နဲ့အားမရှိလို့ရှိရင်ဘယ်လိုလုပ်တင်ဆွဲနိုင်မှာလဲဒီနေ့ကျွန်တော်ပြောတာရှိတယ်ယူပါယုံမြင်ရဲပါယူပါယုံမမြင်ရဲပါဘာလို့လဲဆိုယူပါယုံမမြင်ဘုရားသခင်နဲ့သင်အဲ့ဒီအားမရှိတဲ့ဘယ်လိုဆွဲထုတ်မှာလဲအဲ့လူတယောက်ကိုသူ့အခြေအနေကိုသင်မြင်ကြတဲ့ကိုကသူ့ရဲ့အခြေအနေကိုမြင်ပေမဲ့သူ့ကိုပြောင်းလဲစေတာကဘုရားသခင်ဖြစ်တယ်ပြောင်းလဲပြီးတဲ့နောက်မှာမင်းလည်းငါအပ်ထားတယ်နားလေပေးဖို့ကငါနှလုံးသားနဲ့နားလေဖို့ကမင်းပဲဖြစ်တယ်အဲ့တော့ငါပြောတဲ့စကားနဲ့ငါနှလုံးသားနဲ့ယူဖို့ကမင်းအလုပ်ဖြစ်တယ်စီရင်ဖို့ကမင်းလုံးမဟုတ်ဘူးမင်းနဲ့လုံးဝမဆိုင်ဘူးဒီဥစ္စာဘုရားသခင်အရှိမငါအပြစ်မတင်ဘူးတဲ့ပြစ်တင်မဲ့လူကမောရှိပဲဖြစ်တယ်တဲ့ငါမင်းတို့အပြစ်မတင်ဘူးငါကမင်းတို့ခွင့်လွှတ်တဲ့ဘုရားသခင်ဖြစ်တယ်အဲ့တော့မင်းကိုခေါ်ခိုင်းပြီဆိုရင်ရအောင်ခေါ်ဒါကြောင့်ကျွန်တော်ပြောတယ်ချစ်တတ်ပါလူတွေကိုနားလဲပါအဲ့ဒီဂျာကာလာဟာကြာပါတယ်ကြာတယ်ခဏလဲတယ်ခဏလဲတယ်အရှိမကျွန်တော်ခေါ်ခဲ့ပေးတဲ့အဖွဲ့တွေရှိပါတယ်ဆရာနဲ့တောက်လျှောက်လိုက်တဲ့အချိန်မှာကျွန်တော်အနားမှာလာပြီးတော့ကျွန်တော်ပြုစုခေါ်ခဲ့တဲ့အဖွဲ့တွေရှိတယ်
အမျိုးစုံနေနော်အမျိုးစုံနေအတိုင်းဝိုင်းတစ်ခုပေါ်မှာပြောလို့မကောင်းတဲ့အမျိုးစုံနေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သိရမယ့်အရာကသူ့ကိုအဲ့ဒီချစ်ချင်းမြတ်တာနဲ့ပဲခေါ်ဖို့ဖြစ်တယ်သူ့ရဲ့ဖြစ်ချေတဲ့အရာသူ့ရဲ့ back ဖြစ်ခဲ့တဲ့အရာအားလုံးကျွန်တော်တို့ကြည့်ဖို့မဟုတ်ဘူးကျွန်တော်တို့ကြည့်ရတဲ့အရာဒီနေ့ကစပြီးမင်းဟာလူသစ်ဖြစ်တယ်မင်းကိုပြောင်းလဲပေးမှာဝိညာဉ်တော်ဖြစ်တယ်မင်းကိုလွတ်ချင်းပေးမှာကဘုရားသခင်ဖြစ်တယ်အဲ့ဒါကိုယုံဖို့ဖြစ်တယ်ဆုတောင်းတဲ့ကတခါတည်းတောင်းဖို့ပေးဖို့ဖြစ်တယ်တချို့အချက်တွေကသူတို့မှာအပြစ်တွေရှိတယ်လို့ခံစားရတယ်သူတို့တခုခုဖြစ်လိုက်ဝန်းနေပြီးတော့အတင်းတော်ရှောင်ရတဲ့သူအားလုံးကဘာလို့လဲအပြစ်ရှိတယ်ဆိုတဲ့မျက်စိနဲ့ကြီးလိုက်လို့ပြေးသွားတာနော်အဲ့ကျွန်တော်တို့ပါတယ်နော်မျက်စိကိုကြီးလိုက်တာနဲ့အကုန်လုံးအပြစ်ရှိတဲ့မျက်စိနဲ့ကြီးမိတာကြီးမိတဲ့ချိန်မှာတကယ်လှုပ်တဲ့ကောင်ပြေးပြီပေါ့လှုပ်ထားတယ်လေပြေးတာပေါ့ဘာဖြစ်လဲတခြားတိုင်းဝဲလက်ခံတယ်လေဒီတိုင်းဝဲလက်မခံဘူးလေမခံနေပေါ့တခြားသွားနေတာပေါ့ဖះမသိတဲ့တိုင်းဝဲသာတော်လက်ခံသေးတယ်ဒါပေမဲ့ဒီနေ့အဲ့လိုခေါ်မှမဟုတ်ဘူးကျွန်တော်တို့ကဖះသိတဲ့အတိုင်းဝဲကအဲ့လူကိုခေါ်ကိုထားရမှာဖြစ်တယ်ခွင်းလို့ပြီးခေါ်ထားရမှာဖြစ်တယ်မင်းဘာဖြစ်ဖြစ်ကွာမင်းကိုဖះသခင်ကခွင့်လွတ်တယ်မင်းကိုချစ်တယ်ကွာလာခဲ့သူတို့ဘက်ကပွင့်ပွင့်လင်းလင်းပြောခြင်းနဲ့စိတ်နဲ့ပြောတာအားလုံးကိုနားလည်ပေးဖို့ဖြစ်တယ်အမျိုးသမီးကပြောတော့မပြောရသေးပါဘူးခရစ်တော်မင်းမ9ယောက်ကြား9ယောက်ရှိတယ်ငါသိတယ်လေသူအံ့ဩရတယ်နောက်လိုက်လာတယ်ဒီနေ့မြောင်များစွာသောသူတွေကျွန်တော်အတင်းတော်မှာတယောက်တည်းပြောင်းလဲတဲ့လူအများကြီးရှိတယ်မိသားစုအားလုံးဟာမယုံကြည်သူဖြစ်တယ်တယောက်တည်းပြောင်းလဲလာတာကျွန်တော်တစ်ဖွဲ့လုံးမှာခရိယန်မိသားစုကပေါက်တဲ့လူကလက်ချိုးကြည့်လို့ရတယ်အားလုံးကမယုံကြည်သူမိသားစုကပြောင်းလဲလာတာဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့ပြောင်းလဲလာခြင်းကတောက်လောင်ခြင်းနဲ့ပြောင်းလဲလာတာဖြစ်တယ်ဘယ်ကနေတောက်လောင်လာတယ်ပြောဆရာတရားဟောပဲနဲ့ပြောင်းလဲလူအများကြီးပဲအဲ့လူတွေကြီးပဲရေလေတောက်တာဆိုကျွန်တော်ပြောတယ်2013နဲ့ကပြောင်းလဲတယ်လို့ပြောင်းလဲပြီးသွားရင်လူတယောက်ကပြောင်းလဲပြီးခဏနေရေလေတောက်တာပေါ့နော်တောက်ပြီးသွားရင်ခဏနေငြိမ်သွားတယ်ပြီးတဖြည်းဖြည်းနဲ့အေးသွားတယ်တင်းငြိမ်သွားပြီပေါ့ဒါပေမဲ့ငါကြတော့73နဲ့တောက်တာဒီနေ့ထိတောက်တော့ကွာလို့ဘယ်ကတောက်လဲလို့ကျွန်တော်ကြည့်တော့အေးပါပဲကျွန်တော်နေရတယ်ဒါပေမဲ့ကျွန်တော်အထဲကတောက်တာဒီနေ့ထိတောက်တယ်ကွာအဲ့ဒါဘယ်ကတောက်လဲဝိညာဉ်တော် alive ဆိုတော့ဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့အမြဲတမ်းမိတ္တဟာကအရာအရေးကြီးတယ်အထဲကတင်တဲ့မိတ္တဟာပြုခြင်းကအရာအရေးကြီးတဲ့အရာဖြစ်တယ်ဒီအရာကိုသင်ပေးဖို့ဖြစ်တယ်ချုပ်ထားတဲ့အရာတွေအများစွာရှိတယ်ကျွန်တော်တို့အာရှလူမျိုးတွေဆိုတာမမြင်ရတဲ့အရာအများကြီးချုပ်ထားတယ်နော်မမြင်ရတဲ့အရာတွေအများကြီးချုပ်ထားတယ်နော်အဲ့ဒီမမြင်ရတဲ့အရာအလုံးကိုဆွဲနိုင်တဲ့အားကတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီလောက်ခွင့်ကိုခေါင်းဆောင်တွေကိုပေးထားတာဖြစ်တယ်အဲ့ဒီခေါင်းဆောင်ကလိုက်ထုတ်ရတာဖြစ်တယ်ကျွန်တော်ကအဲ့လိုခြိထားခံရတာလူတယောက်ဖြစ်တယ်ကျွန်တော်ကခြိထားခံရတဲ့လူတယောက်ပြောပြမယ်ကြောက်စရာကြီးခြိထားခံထားတာဆရာသိတယ်ဆရာဆူတောင်းပေးခဲ့တာကျွန်တော်မပြောတော့ဘူးဒီမှာတော့အဲ့ဒီကလွတ်တဲ့အဲ့မတိုင်ခင်မှာလေဘာဖြစ်လဲသိလားလူဟာတတ်သိခြင်းစိတ်ပေါက်တတ်တယ်ဘဝမှာလေဆုံးရှုံးမှုတွေများသွားရင်လေတတ်သိခြင်းစိတ်ပေါက်တတ်တယ်yes ကျွန်တော်တို့ဆက်ကတ်တဲ့ဟာပုံဖြစ်တယ်2013မှာကျွန်တော်တို့2ယောက်ဆက်တက်တဲ့ပုံဖြစ်ပါတယ် GMYC လူငယ်မြောင်များစွာပြောင်းလဲတယ်ငါနောက်လိုက်ဆိုတဲ့စကားနောက်ကလိုက်ခဲ့တာဖြစ်တယ်ဒီနေ့ဖရာသခင်ကကျွန်တော်တို့ကိုတကိုးနဲ့ဆွဲခေါ်ခဲ့တာဖြစ်တယ်အားကြီးတဲ့လက်နဲ့ကျွန်တော်တို့ခေါ်လာတာဖြစ်တယ်အဲ့ဒီအားကြီးတဲ့လက်ကိုကျွန်တော်တို့ကအမိဖက်ထားတာဖြစ်တယ်ကျွန်တော်အဲ့ဒါပဲပေးချင်တာဖြစ်တယ်ဒီနေ့တရားဟောတာထက်အဲ့ဒီအားကြီးတဲ့လက်နဲ့သိဖို့ဖြစ်တယ်ဆရာကကျွန်တော်တို့တရားဟောနေတာထက်အဲ့ဒီအားကြီးတဲ့လက်ကိုသင်ပေးတာဖြစ်တယ်အဲ့ဒီအားကြီးတဲ့လက်နဲ့မိတ်ဆက်ပေးတာဖြစ်တယ်ဒါကြောင့်ဒီနေ့ဝိညာဉ်ကောင်းဆောင်တွေက
ဘုရားသခင်ရဲ့အားကြီးတဲ့လက်ကိုမိတ်ဆက်ပေးဖို့ဖြစ်တယ်နောက်တစ်ကောနှစ်၄-၅ကိုကြည့်အောင်တစ်ကောနှစ်၄-၅သင်တို့၏ယုံကြည်ခြင်းသည်လူပညာအားဖြင့်မတည်ဘုရားသခင်၏တကိုးတော်အားဖြင့်တည်စေခြင်းကငါစကားငါဒေသနာသည်လူပညာနှင့်ရှင်သောဖျားယောင်းသောစကားနှင့်ရှိသည်မဟုတ်ဝိညာဉ်တော်၏နမိတ်လက္ခဏာတကိုးတော်နှင့်တကွရှိ၏လူစကားမှရှိတာမဟုတ်ဝိညာဉ်တော်ရဲ့တကိုးအားမှရှိတာဖြစ်တယ်ကိုကမလွတ်နိုင်ဘူးလို့ထင်ထားတဲ့အရာကိုဘာဖြစ်လို့ဖြစ်မှမသိဘူးတေခြင်းစိတ်ပေါက်တယ်တေခြင်းစိတ်ပေါက်တယ်နော် dry ဖြစ်တဲ့အရာကိုဒါပေမဲ့အဲ့ထဲကနေလွတ်ခြင်းအခွင့်ကိုပေးတာဘုရားသခင်ဖြစ်တယ်အာမင်အဲ့ထဲကနေဆွဲထုတ်တဲ့အားဖြစ်တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်တခြားလိုက်တာဖြစ်တယ်အခုတော့ထူခြားပြီဒီဟာထူခြားပြီဆိုတော့ကျွန်တော်လွတ်ချင်းရဲ့နောက်မှာပထမဆုံးချိန်လိုက်တာနောက်ကိုတခြားလိုက်လာဆရာနောက်လိုက်တယ်ဆရာဝေးကျွန်တော်နောက်လိုက်တော့ဒီနေ့ခေါင်းဆောင်နေတရားဟောပြီးမထားခဲ့ပါနဲ့ကျွန်တော်တခုပြောချင်တယ်တရားဟောပြီးမထားခဲ့ပါနဲ့အဲ့ဒီသူတွေကိုဆွဲခေါ်ပါတင်တို့ကိုခရစ်တော်အပ်ထားတာဖြစ်တယ်ခေါ်ရင်လည်းချစ်ပြီးခေါ်ပါတစ်မျိုးလုံးတင်ပါနှုတ်ကပတ်တော်လည်းတင်ပါဝိညာဉ်တော်နဲ့ယဉ်နေအောင်တင်ပါအင်မတန်အရေးကြီးတဲ့ချက်ဖြစ်တယ်ဝိညာဉ်တော်နဲ့မိတ်ဆက်ပေးပါဆရာဝိညာဉ်တော်ဆိုတဲ့စကားကိုအရင်ပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နားမလည်ခဲ့ပါဘူးဒါပေမဲ့ဒီဇိုင်းမမလိုက်တဲ့အခါမှာဘုရားသခင်က turning point ကိုပြတယ်အဲ့ turning point ဟာဆရာနဲ့လိုက်ပြီးမကြခင်မှာပဲနိုင်ငံတစ်ခုမှာမလေးရှားမှာအဲ့တော့ဒီနေ့လဲတယ်တို့เนาะလူတွေဝิญဉ်တော်နဲ့ထိတဲ့လဲတဲ့သူတွေအများကြီးကြုံမယ်เนาะကျွန်တော်တို့အရှိမအများကြီးလဲပြီးပြီဒါပေမဲ့ဖမ်းကင်တဲ့အရာကဖမ်းကင်တဲ့ turning point တစ်ခုရှိတယ်အဲ့ဒီ turning point ကတော့ထူးထူးခြားခြားကြီးကိုဖမ်းကင်တာဖြစ်တယ်အဲ့ဒီနေ့ကစပြီးတော့မလေးရှားမှာဆရာနဲ့2ယောက်ကျွန်တော်နဲ့ဆရာဆူတောင်းဖို့ပါခလေးလူငယ်လေးတယောက်ကိုကျွန်တော်ဘေးနားမှာခုံလေးဘေးနားမတက်ရက်ပြီးကျွန်တော်တို့ကဒီလိုပဲဘေးကအိတ်ဆွဲပြီးအိတ်မားတဲ့အဖွဲ့တွေဆိုတော့လေဆိုတော့ဘေးကမှာပဲကျွန်တော်တို့ခုံနဲ့သူဆူတောင်းရင်ကျွန်တော်တို့ခက်လှလှမှနေကြတယ်လူငယ်လေးသူဆူတောင်းတဲ့အချိန်မှာပြုံးဆိုကျွန်တော်အထက်ကနေပြီးကျွန်တော်နှလုံးထဲကိုလှမ်းကင်လိုက်တာဘာတူကင်လိုက်တာလဲလို့ဆိုတော့အထက်ထဲကနေပြီးတော့ကျွန်တော်အထက်ကနှလုံးကိုညှစ်ထားသလိုအထက်ကလှမ်းကြည့်တဲ့အချိန်မှာဒီနှလုံးကဖောင်းတယ်လို့အပြုံထွက်နေတယ်ဘာလို့လဲလို့ငါ့ကိုလို့ကင်တာလို့ပြီးတာနဲ့တမ်းပြီးကျွန်တော်ငယ်တည်းကနေစပြီးဖြစ်ခဲ့တာအကုန်လုံးကိုကျွန်တော်ကိုပြတယ်ကျွန်တော်ပြီးလေပြီးတော့ခဏနေတော့အဲ့ဒီလူငယ်လေးရဲ့နောက်ဆုံး moment ကိုပြတယ်အဲ့ဒီနောက်ဆုံး moment ဆိုပါလဲဆိုသူတေခါနီးခိုကိုရမယ်အာကိုမရှိလို့ငိုတာဖြစ်တယ်အရန်ကြောက်စရာကောင်းတယ်လူကလေကြောက်ပြီးတော့ဘာအားကိုမှမသိပဲနဲ့ကြောက်ပြီးငိုတယ်ဟာအဲ့ဒီ moment ကျွန်တော်လေအဲ့လေပြမှာကျွန်တော်ငိုတယ်ငိုပြီးအဲ့ကလေးလေးကိုကျွန်တော်သွားတွန်းတယ်ဘယ်သူမှမသိဘူးကျွန်တော်လည်းမမှတ်မိဘူးပြောရင်အဲ့အချိန်ကကျွန်တော်တို့လုံးဝ black out အဲ့လူငယ်လေးကိုကျွန်တော်သွားတွန်းတယ်စိတ်ချလာကိုစိတ်ချလာကဲတင်ချင်းရပြီလားစိတ်ချစေချင်တာအဲ့ဒီ moment ကြောက်စရာရမ်းကောင်းတယ်အဲ့နေ့ပြီးတဲ့အချိန်ကစပြီးတော့အဲ့ဒါပြီးတဲ့အချိန်မှာအဲ့ကလေးက cancer ဖြစ်နေတဲ့ကလေးတယောက်ဖြစ်တယ်အဲ့ဒါပြီးတဲ့ကကျွန်တော်နောက်တစ်ယောက်ပြောင်းသွားတယ်ကျွန်တော်ရဲ့တက်တဲ့ခံချက်လည်းပြောင်းသွားတယ်အားလုံးပြောင်းသွားတယ်နောက်3ရက်နေတော့အဲ့ကလေးဆုံးသွားတယ်ကျွန်တော်လည်းအံ့ဩတယ်အဲ့နောက်ပိုင်းမှာဘုရားသခင်ကျွန်တော်ယူပါအောင်လေးပြရတယ်တစ်ခုပြီးတစ်ခုပြတယ်
စမြင်လာတဲ့ turning point ကျွန်တော်ဆရာနဲ့တောက်လျှောက်နောက်ကလိုက်တယ်အမှုတော်ဆောင်လုပ်ဖို့ဘယ်တော့မှမစင်စားပါဘူးတရားဟောဖို့မစင်စားနဲ့ဆိုတော့ပို့မစင်စားဘူးဒါပေမဲ့တရားဟောဖို့လိုက်တာမဟုတ်ဘူးအဲ့ဒီဘုရားနောက်ကိုလိုက်တာဖြစ်တယ်ဆရာကိုဒီနေ့အချိန်မှာသူ့ရဲ့ပြောင်းလဲခြင်းကိုမြင်ပြီးသူနဲ့ရှိနေတဲ့ဒီဝိညာဉ်တော်နဲ့ဒီဘုရားသခင်နဲ့အတူတူရှိနေတဲ့ဟာကိုမြင်တဲ့အခါမှာကျွန်တော်အဲ့နောက်ကိုဖြစ်တော့အဲ့ဒါငါလိုချင်တယ်အဲ့ဒီဘုရားကိုငါလိုချင်တယ်အဲ့ဒီဘုရားနဲ့ငါယဉ်နေချင်တယ်အဲ့ဒီနောက်ကိုဒီဇိုင်းမလိုက်တာဖြစ်တယ်ကျွန်တော်ဆရာလိုလဲတရားမဟောခြင်းဘူးအဲ့လိုလဲမကြော်ကြားခြင်းဘူးကျွန်တော်လဲစင်မအကြံရည်တက်ခဲ့တဲ့သူတယောက်ပဲအဲ့ဒီစင်ကြီးကိုကြိုက်လည်းမကြိုက်ဘူးကြောက်လို့ဒါပေမဲ့အဲ့ဒီဘုရားကထူခြားတဲ့ဘုရားဖြစ်တယ်အဲ့ဒီဘုရားငါ့ကိုလွတ်စေခဲ့တဲ့ဘုရားဖြစ်တယ်ငါ့ကိုဝမ်းမြောက်ခြင်းပြန်ပေးခဲ့တဲ့ဘုရားဖြစ်တယ်ငါဘဝမှာအဓိပ္ပာယ်မရှိခဲ့ဘူးဒါပေမဲ့သူနဲ့တွေ့တဲ့အချိန်မှာငါပြန်အဓိပ္ပာယ်ရှိလာပြီကိုဘယ်သူမှမသိပဲပျောက်နေပေမဲ့သူနဲ့ပြန်တွေ့တဲ့နေရာစပြီးကျွန်တော်အဓိပ္ပာယ်ပြန်ရှိလာတယ်ဘဝမှာတယောက်တည်းလို့ဖြစ်ခဲ့တဲ့စိတ်ကနေစပြီးတော့တယောက်တည်းလုံးဝမဟုတ်တော့ဘူးငါသူနဲ့ရှိလာပြီဆရာနဲ့ရှိနေတဲ့အချိန်ကိုမြင်တယ်ကျွန်တော်မြင်သွားပြီဆရာနဲ့ရှိနေတဲ့ဝိညာဉ်ကိုကျွန်တော်မြင်ပြီအဲ့ဒီအချိန်မှာအဲ့ရှင်ကစာရေးဘုရားသခင်ကျွန်တော်ကိုပြပြီသူနဲ့ရှိနေတဲ့ဝိညာဉ်ကိုပြပြီငါလည်းအဲ့ဒါလိုချင်တယ်အဲ့ဒီနောက်ကိုငါလည်းလိုက်မယ်ဒါကြောင့်ကျွန်တော်ပြောတယ်လုံးလိုက်ပါလိုက်ရင်လုံးလိုက်ပါဘုရားသခင်ကလုံးလိုက်တဲ့လူကိုလိုချင်တာဖြစ်တယ်နောက်လှည့်ကြည့်တာမလိုချင်ဘူးဘုရားသခင်ကလုံးသူ့နောက်လိုက်တဲ့လူကိုကောင်းကြီးပေးချင်တာဖြစ်တယ်သူ့နောက်လုံးပြစ်ပြီးလိုက်တဲ့လူကျွန်တော်ရှိတာအကုန်ပြစ်ပြီးလိုက်သွားတာဖြစ်တယ်ကျွန်တော်လုပ်ငန်းအဲ့ချိန်မှာ9ခုရှိတယ်ကုမ္ပဏီ9ခု run နေတယ်နောက် NGO 2ခုအကြီးမှာကျွန်တော်လူကြီးလုပ်နေတယ်9ခု run နေတယ်ကျွန်တော်အဲ့ချိန်မှာမနေ့မိုးလင်းနေကတိတ်အလုံးများတယ်ကျွန်တော်တို့တစ်ခုကျွန်တော်ပြစ်ချပြီးမလိုက်တော့ဘူးလုပ်ငန်းလဲကျွန်တော်တရက်လောက်ပြန်လိုက်တစ်ချိန်လုံးလိမ်မြန်နဲ့သွားလိုက်လာလိုက်နဲ့ဆရာနောက်ကျွန်တော်လိုက်တာဘာဖြစ်လို့လဲကျွန်တော်ဆရာနောက်လိုက်တာတဲ့ဆရာနဲ့အရှိနေတဲ့ဘုရားနောက်ကိုကျွန်တော်လိုက်တာဖြစ်တယ်ဒီဘုရားကိုကျွန်တော်လိုက်တာဖြစ်တယ်ဘာလို့ဒီဘုရားကထူးခြားတဲ့ဘုရားဖြစ်တယ်ဒီဘုရားငါသိချင်တာအလုံးသူ့မှာဖြစ်နေတယ်အိမ်မနာထူးခြားတဲ့ဘုရားအဲ့ဒီနောက်မှာကျွန်တော်ကိုထူးခြားပြောင်းလဲပေးတဲ့အရာဘာလဲသိလားဆူတောင်းပြီးတဲ့အချိန်မှာလေပြောပြမယ်အထဲထဲကနေပြီးတော့စိုးညစ်တဲ့ဟာတွေအများကြီးရှိတယ်လူမာလေးအထဲထဲမှာစိုးညစ်တဲ့ဟာအများကြီးရှိတယ်ကျွန်တော်တို့ကဆရာပြောဘူးပါတယ်စနစ်တကျအပြစ်ကိုကျူးလွန်တဲ့သူတွေဖြစ်တယ်စနစ်တကျအပြစ်ကျူးလွန်တဲ့သူတွေအပြင်လူတွေအားလုံးကရုပ်မပေါ်ဘူးကျွန်တော်လုပ်တဲ့ဟာကိုကြည့်တော့လူကောင်းပဲဒါပေမဲ့စနစ်တကျအပြစ်ကျူးလွန်တဲ့သူတွေဖြစ်တယ်ဘုရားသခင်အရှိန်မှာအားလုံးညင်ညူးညာကြီးပဲဒါပေမဲ့အဲ့ဒီညင်ညူးခြင်းကလေဘုရားသခင်ကလေဖယ်ထုတ်လိုက်တဲ့နေရာစပြီးတော့မရှိတော့ဘူးကွာမရှိတော့ဘူးအဲ့ဒါလုံးဝမရှိတော့ဘူးကျွန်တော်အံ့ဩရတယ်မရှိတော့တာဘူးအဲ့လူမလုံနိုင်ဘူးလူအထဲထဲမှာရှိနေတယ်ရာဆိုတော့အဲ့ဒီနောက်ကနေကျွန်တော်တရှောင်းဒီဇိုင်းမှလိုက်တာတဲ့ကိုယ့်ဘာသာကိုစူးစမ်းပြီးတော့ကောင်းအောင်နေလို့ကောင်းနေတာတော့မပြောလို့ဘူးပေါ့နော်ဒါပေမဲ့မကောင်းတဲ့လူတယောက်လေမကောင်းတဲ့လူတယောက်ကိုကောင်းစေတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတော့တင့်ကိုအထဲထဲကနေပြင်နိုင်တဲ့သူကအဲ့ဒီအားဖြစ်တယ်ဆိုတော့နောက်တစ်ချက်ကကိုယ့်ကို life မှာကိုကဆုံးရှုံးနေတယ်ကိုဒုက္ခရောက်နေတယ်ဘလို့လူမှမသိဘူးဆိုမဲ့အထဲကနေအားနဲ့ကိုပြောင်းပေးလိုက်တာအားဖြစ်တယ်အဲ့ဒီခါမှာလူသစ်ဖြစ်လာတာဖြစ်တယ်ဆိုတော့လူမြင်တွေကခရစ်တော်၌ရှင်းလင်အသစ်ပြုပြင်တော်ဆိုတာကျမ်းစာမဟုတ်ဘူးအဲ့ဒါတကယ်ကျွန်တော်ပဲအဲ့ဒါလူသစ်ဆိုတာကျွန်တော်ပဲအရှင်းမလက်ခုပ်တီးနေပုဂ္ဂိုလ်သူလည်းပါတယ်အိမ်ကမနိုင်လို့ကျွန်တော်နားမှာမနိုင်စိတ်နေတပုံကြီးနော်ဒါပေမဲ့မနိုင်စိတ်တွေကိုနားလဲပြီးကျွန်တော်ဘာလို့ခေါ်တာလဲဆိုကျွန်တော်ကိုယ်၌ကမနိုင်စိတ်ဖြစ်ခဲ့တာဖြစ်လို့အဲ့ဒီချစ်ချင်းမြတ်တာကဘယ်ကလာလဲဘုရားသခင်စီကလာတယ်အဲ့ဒီချစ်ချင်းမြတ်တာအရှိကပြခဲ့တာဆရာပြခဲ့တာဖြစ်တယ်အဲ့တော့ချစ်ပြီးဆွဲခေါ်ဖို့လိုတယ်အဓိကချစ်ပြီးခေါ်တတ်ဖို့လိုတယ်အဲ့ဒီချစ်ချင်းမြတ်တာလူမှမရှိတဲ့ချစ်ချင်းမြတ်တာဖြစ်တယ်အဲ့ဒါဘုရားသခင်စီကချစ်ချင်းမြတ်တာဖြစ်တယ်ဒါကြောင့်အလွန်ထူးခြားစွာပြုပြင်ခြင်းကတတ်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်အလွန်ထူးခြားစွာ
ယေရမိ23 29ကြာယေရမိ23 29ငါဤနှုတ်ကပတ်သည်မိကဲ့သို့၎င်းကြောက်ကိုထုချေသောတန်တူကဲ့သို့၎င်းဖြစ်သည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏တန်တူလိုပဲအကုန်ထုချေပြစ်မှာမီးနဲ့ရှို့ပြစ်မှာဒီနေ့ကတဲ့စီမှာရှိတယ်မကောင်းတာအကုန်လုံးအဲ့ဒီမီးတဲ့ထဲဖို့လိုတယ်ဒီနေ့ deliverance လို့ပြောနေတဲ့အရာမှာ deliverance ဆိုတာတဲ့အထဲထဲမှာရှိနေတဲ့ညီညူးခြင်းအလုံးကအဲ့ဒီထဲကိုအပ်ဖို့လိုတယ်တချို့အရာကကိုကကြိုက်ပြီးသိမ်းထားတာမကောင်းတာတွေတော့အပ်တာပေါ့ကောင်းတာကိုကြိုက်တာလေးじゃသိမ်းထားတတ်တယ်ရှင်းနော်မလီကောင်းတဲ့အကျက်လေးဟိုဟာလေးကြတော့မလီကောင်းကန်းလေးတွေသိမ်းထားရှိရယ်အထူးသဖြင့်မကောင်းတဲ့ဟာလေးတွေကို memory ထဲမှာသိမ်းထားတတ်တယ်ဝိညာဉ်တော် alive ဖြစ်လေအကုန်အပ်ခိုင်းတာအကုန်အပ်ခိုင်းတာတစ်ခုပြီးတစ်ခုပြတာအကြာကြီးတခါတည်း deliverance လုပ်လိုက်လို့အကုန်ထွက်သွားတယ်မထင်နဲ့တပတ်နေမှာတစ်ခါတစ်ခုလောက်ပြလိုက်တလားလောက်နေမှာတစ်ခုလောက်ပြလိုက်တခါလေးခါတည်းဟိုးထဲတဲ့အနက်ကြီးကိုတော်တော်ကြာမှထုတ်ပြတာရှိသေးတယ်မနေ့မိုးလင်းတော့မှနင့်အထဲကြံသေးတယ်ထုတ်အခါကျအလိုက်ရင်တခါတည်းထုချေလိုက်လိမ့်မယ်တင်းကိုမီးရှို့ပေးလိုက်မယ်နောက်တစ်ချက်ဒီနှုတ်ကပတ်တော်ကတင်းကိုဘုရားသခင်ကအခွင့်အာဏာနဲ့ပြောခွင့်ပေးထားရင်တင်းရဲ့နှုတ်ကအဲ့ဒီတူလို့ပဲဆရာကအဲ့လိုတူနေကျွန်တော်အထက်ကအကုန်လုံးကိုဆွဲထုတ်ခဲ့တာဖြစ်တယ်တန်တူခဲ့လို့ပဲဒီနှုတ်ကပတ်တော်စကားဆိုတာဘုရားသခင်အပ်ထားတဲ့သူရဲ့နှုတ်မှာရှိသောစကားဖြစ်တယ်ဒါကြောင့် prophet ရဲ့နှုတ်ကပြောလိုက်တဲ့စကားဟာလေထဲမှာထွက်သွားပြီးစောင့်နေတယ်အဲ့နေရာမှာစောင့်နေတယ်တင်တော့ကို prophet ပြုတ်လိုက်ပြီနော်အဲ့စကားကိုမှတ်ထားနော်ထပ်ပြောမယ်အဲ့ဒီ GPS line ကတင်တော့လွယ်ရင်မရောက်ဘူးတင်တော့မပြည့်စုံဘူးလို့တင်တော့ပြောလိမ့်မယ်ဘာလို့ဆိုတင်တော့အဲ့ထဲမှာ GPS ကဘုရားသခင်တင့်ကိုထားထားတဲ့ GPS နဲ့လွဲသွားလို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီငါးနောက်လုံးလိုက်ဆိုတဲ့အတိုင်းလိုက်လာရင်အဲ့နေရာရောက်ရင်တင်အဲ့ဒါဖြစ်ကိုဖြစ်တယ်အဲ့ဒီ prophet ပြည့်ပြည့်ကိုပြည့်စုံတယ်ဒါကြောင့်အဲ့ဒါကိုယုံပြီးလိုက်ဖို့ဖြစ်တယ်ငါးနောက်လုံးလိုက်ရဲ့အနောက်မှာတစ်ချက်ပြီးတစ်ချက်ဘုရားသခင်ကပြောင်းလဲပေးမှာဖြစ်တယ်ဆိုဂလာတိ 3:29 ကဘာပြောလဲဆိုတော့ဂလာတိ 3:29ခရစ်တော်၌ဗတ္တိဇံကိုခံတော်သူရှိသမျှတို့သည်ခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယူတင်ဝတ်ဆောင်စကားတော့ယူတင်ဝတ်ဆောင်ဘယ်လိုယူတင်ဝတ်ဆောင်မှန်းကိုမသိဘူးကျန်းတော့တတ်တယ်လေယူတင်ဝတ်ဆောင်နဲ့အိမ်ပြန်သွားကြတာပေါ့အဲ့ဒါတင်လုံးရတာအရာမဟုတ်ဘူးတရားလက်ဖက်ခံရတာတင်လက်ဖက်ခံရတာသူ့လက်ကိုအပီးအားတာသူ့နောက်အပီးလိုက်သွားပြီးသူ့တခါတည်းအပီးအားလိုက်မှသူကသူ့ရဲ့လူသစ်ကိုဝတ်ဆောင်ပေးလိုက်တာဖြစ်တယ်ဒါကြောင့်ကိုယ့်အခွန်မခွာဘဲနဲ့ तू ကထပ်ပြီးဝတ်လို့မရဘူးတင်းရဲ့အခွန်ကိုခွာချလိုက်အဲ့တော့အခွန်တွေကဘာတွေလဲတခါလေကြာရင်ကိုယ့်အခြေအနေကိုချစ်နေတတ်တယ်ကိုယ့်အခြေအနေကိုချစ်နေတတ်တယ်ခုနတထေးကကောင်းမြတ်သောကိုတော့ဘာလုပ်ရမလဲမေးတယ်သူ့အခွန်ကဘာလဲဆိုတော့ तू တထေးဖြစ်တယ်လေ तू တထေးလေ तू အခွန် तू မချွတ်နိုင်ဘူးဒီနေ့အဲ့ဒီအခွန်နဲ့များစွာတွေ့ရတယ်ကျွန်တော်တို့အမှုတော်ထဲမှာခေါ်လာတယ်လိုက်လာကြတယ်နော်တချို့အခွန်မချွတ်နိုင်လို့ကြာခဲ့တာဖြစ်တယ်အခွန်မချွတ်နိုင်လို့ကြာခဲ့တာသူတို့ကိုသူတို့တတ်မှတ်ထားတဲ့အခွန်ဖြစ်တယ်နော်သူတို့မာနကြီးနေတာဟုတ်ချင်မဟုတ်ပဲမာနမကြီးပါဘူးဒါပေမဲ့သူတို့ကိုသူတို့ဘောင်ခတ်ထားတဲ့အခွန်ဖြစ်တယ်ခရစ်တော်ကဘယ်အခွန်မှမလိုချင်ဘူးငါအခွန်ပဲဝတ်ထားတယ်အာမင်အဲ့တော့တတ်မှတ်ထားတဲ့အခွန်တွေကမျိုးစုံရှိတယ်စီဝိုင်းသမားဖြစ်မယ်အနုပညာသမားဖြစ်မယ်ငါကအနုပညာသမားနဲ့ဘုရားသခင်ကိုဆက်ကပ်နေတာ
ngà music này sắc cả nên music là tông sa mèo ngà xem mà ngà khai mà lâu rồi raဖြစ်တယ်ငါခိုင်းမနေလှုပ်လို့ရတာနင့်နှလုံးသားကိုပဲငါတောင်းတာဖြစ်တယ်နင့်အမှုပညာကိုငါတောင်းနေတာမဟုတ်ဘူးဒါကြောင့် music ပါကျွန်တော်က music အများကြီးတီးခဲ့တဲ့သူကြောင့်ဖြစ်တယ်ကျွန်တော် album အများကြီးတီးခဲ့တာတစ်ချိန်မှတောင်းနေချီတီးခဲ့တာကျွန်တော် album ပေါင်း1200ကျော်တယ်ကျွန်တော်တီးခဲ့တာဒီနေ့ထိကျွန်တော် YouTube တို့ဘာလို့ကနေပတ်စံတွေအလကားရနေအများကြီးရှိတယ်ဒါပေမဲ့worship music တီးလို့မရဘူးနော် professional တွေ worship music တီးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ worship music ကဘုရားသခင်ကိုနှလုံးသားနဲ့ချီးမွမ်းတာဖြစ်တယ်အဲ့နှလုံးသားချိန်မမိတဲ့သူလုံးဝလုံးလို့မရဘူး it's not the music it's the worship ကျွန်တော်စတီးတဲ့အချိန်မှာလေဆရာစတီးခိုင်းတဲ့အချိန်မှာတီးမရဘူးကျွန်တော်သိတယ်ကျွန်တော်တချင်းတစ်ပုတ်ခဏလေးနဲ့ကျွန်တော်တို့ copy တီးနေရလူတွေပဲခဏလေးနဲ့ကျွန်တော်တို့ရတဲ့လူတွေပဲဒါပေမဲ့အဲ့ floating ကိုကျွန်တော်တို့မမိဘူးအဲ့ float ကိုကျွန်တော်မိဖို့ခက်တယ်ဒါပေမဲ့ဝိညာဉ်တော်နဲ့ရသွားတဲ့ချက်ချင်းတည်သွားတယ်အဲ့တော့ကိုယ့်ရဲ့အတတ်ပညာလဲထားခဲ့လိုက်ဘုရားသခင်ကနှလုံးသားပဲတောင်းတာဖြစ်တယ်ဒါကြောင့်အမှုတော်ဆောင်ခြင်းမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်နှလုံးသားကိုတောင်းတာဖြစ်တယ်ဒီနေ့ကျွန်တော်စီမှာရန်ကုန်အသင်းတော်မှာ worship ပဲမရှိဘူး FG ကကျွန်တော်တို့လာပြီးတော့ကူညီပေးနေတယ်ကျွန်တော်တည်တဲ့ professional player အများကြီးရှိတယ်ကျွန်တော်ခေါ်ပြီးကြီးခိုင်းလိုက်လို့ရတယ်အဲ့ထက်တောင်ပြန်လန်းနေအောင်တီးပြလိမ့်မယ်တီးလို့ရတယ် professional တမအကုန်ကျွန်တော်ခေါ်လိုက်လို့ရတယ်မရဘူးအဲ့ဒါနှလုံးသားမပါဘူးဘုရားသခင်ကြိုက်နှစ်သက်တဲ့ပူဇော်ခြင်းမဖြစ်ဘူးအဲ့ဒါပညာပဲဖြစ်တယ်အဲ့တော့ကိုယ့်စီမှာဘာပညာရှိနေတာလဲအဲ့တော့အမှုတော်ထဲမှာဝင်လာပြီးတော့စီးပွားရေးပညာတတ်တယ် management ပညာတတ်တယ်ဟိုဟာလောက်တတ်တယ်ဒီဟာလောက်တတ်တယ်ရတယ်တင်တို့အပြင်လောကမှာလုပ်လို့ရတယ်အဲ့အထဲကိုဝင်လာရင်အဲ့ဒီအခွန်အလုံးထားခဲ့လိုက်တော့ကျွန်တော်ကအခွန်အလုံးထားခဲ့လိုက်တာဖြစ်တယ်တင်ရအခွန်ခွာခဲ့လိုက်ဒီမလာခင်တပတ်မှတည်း3-4ရက်ကပဲကျွန်တော်တို့ dream နဲ့တယောက်ပဲသူ့ဘုရားသခင်ကစကားတွေပြောတယ်မနဲ့မိုးလင်းနှိုးတယ်စီဝိုင်းသွားတယောက်ဖြစ်တယ်အောင်မြင်တဲ့သူတယောက်ဖြစ်တယ်သူလာတယ်ကျွန်တော်စီကိုအမြဲလာတယ်ဆရာဝေးဘုရားသခင်ကကျွန်တော်ဘယ်လိုပြောတယ်โอเคကျွန်တော်ဆူတောင်းတဲ့အချိန်ပြီးပြီကျွန်တော်တခွန်းပဲပြောတယ်ချစ်လို့ပြောတာနော်လို့ဘုရားသခင်ကိုလည်းသိတယ်ဘုရားသခင်ကိုသိတယ်အယမ်းချစ်တယ်ကျမ်းစာလည်းဖတ်တယ်စီဝါရေးလည်းအယမ်းတော်တယ်ပတ်စံလေးရှိတယ်ဘုရားသခင်လိုချင်တာအခွန်ခွာဖို့လို့သူ့ရဲ့ဘောင်ထဲကနေသူချစ်ပြနေတာဖြစ်တယ်ကိုဘောင်ထဲကနေဘုရားသခင်ချစ်တာဘုရားသခင်လိုချင်တာမဟုတ်ဘူးအဲ့ဒီအခွန်ခွာချဖို့ဖြစ်တယ်ခွာချဖို့ဖြစ်တယ် remove your cover အဲ့ဒီ cover ဒါကြောင့်ဘုရားသခင်ကိုတည်တဲ့အခါမှာအရင်ဆုံးကျွန်တော်တို့ဆိုကျမ်းစာတွေလည်းကြည့်ရတယ်ကောင်းတယ်နော်ကျမ်းစာတွေကြက်တာကောင်းတယ်ဒါပေမဲ့အဲ့ဒီနှုတ်ကပတ်တော်ရဲ့ power ကတန်ရှင်းသောဝိညာဉ်တော်နှစ်ခုပေါင်းမှ that's the power အဲ့ဒီ power ကိုရမှတင်လွတ်တာဖြစ်တယ်ဆိုအဲ့ဒီလွတ်ခြင်းကိုသိဖို့ဖြစ်တယ်ဆိုအဲ့လွတ်ခြင်းကိုသိဖို့ဆိုတဲ့ cover မကွာပဲနဲ့အလုံးစုံမသိနိုင်ဘူးဘုရားသခင်သုံးတဲ့အဆင့်ဆိုတာကတင်မဟုတ်တော့တာဖြစ်တယ်ဒါကြောင့်အသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်ဆိုတာသင်ကိုမဟုတ်တော့တာဘုရားသခင်ကလူကိုဖန်ဆင်းတဲ့ကငါလူလို့ဖန်ဆင်းထားတာငါသားဖြစ်တယ်လို့ဖန်ဆင်းထားတာဖြစ်တယ်ဒီနေ့ပြန်ခေါ်တာငါသားဖြစ်တယ်ဆိုပြီးပြန်ခေါ်တာဖြစ်တယ်ငါလူလို့ပြောချင်တာဖြစ်တယ်အဲ့ဒီငါလူဆိုတာကလူကာဗာနဲ့နေလို့ရတာမဟုတ်တော့ဘူးဘုရားရဲ့ကာဗာနဲ့နေတာဖြစ်တယ်ဒီနေ့အားလုံးကိုဘုရားသခင်ကအဲ့ဒီဘုံနဲ့ကာထားခြင်းတာဖြစ်တယ်အဲ့ဒီ cover ကိုဖယ်စေခြင်းတာremove your cover
ကျွန်တော်ဒီလာကန်နီးမှာဘုရားသခင်ရဲ့ဘယ်စကားပြောမလဲ remove your cover ဒီအကြောင်းပဲပြော remove your cover ကျွန်တော်တို့ဘယ်လောက်တောင်မှ cover ရင်းနဲ့နေလဲအနောက်မှာကိုပညာရေးနဲ့တော့၎င်းတစ်ခုခုနဲ့၎င်းအမြဲတမ်းတစ်ခုခုချုပ်ဘုရားသခင်ကအများကြီးသုံးတယ်နော်တချို့လူတွေ gift တွေပေးထားတယ် gift တွေပေးထားတယ်အရေးအချင်းတွေအများကြီးထည့်ထားပေးတယ်အဲ့ဒီအရေးအချင်းကကိုပြန် cover လုပ်ထားလိုက်တယ်ကိုနေရာမှာကိုအရန်အရေးကြီးနေတယ်ဘုရားသခင်ကအဲ့နေရာကိုမဖယ်ခိုင်းပါဘူးဒါပေမဲ့အဲ့နေရာထက်တာ၍အရေးကြီးတာငါပဲဖြစ်တယ်အဲ့ဒီ cover ကထားခဲ့လိုက်ငါမင်းကိုဘုရားသခင်ကဘာမှမတောင်းဘူးနော်ဘာမှမတောင်းဘူးလိုချင်တာနှလုံးသားပဲလိုချင်တာအလုံးစုံနှလုံးသားပဲလိုချင်တာဖြစ်တယ်ဘယ်အရာမှအရေးမကြီးဘူးဘုရားသခင်ကနံပါတ်1ဖြစ်တယ်ဆိုတဲ့စိတ်ကိုပဲလိုချင်တာဖြစ်တယ်အဲ့ဒီအထီးကိုပို့ဆောင်မှုပဲကိုယ့်ရဲ့နှလုံးသားကအဲ့ဒီစက္ကပ်ဖို့ဖြစ်တယ်အဲ့ဒီမြင်တတ်ဖို့ဖြစ်တယ်အဲ့ငယ်နားမလဲဘူးကျွန်တော်သူ့ကိုပြောတယ် cover ထဲမှာနေတယ်ကျွန်တော်ဘုရားသခင်အရန်ဖွင့်ပြတယ်လေကျွန်တော်ဒီနေ့အရန်ဆွဲခေါ်တယ်ဘုရားသခင်ကဟုတ်တယ်ဘောင်လေးထဲမှာနေပြီးဘုရားသခင်ကိုလှမ်းခေါ်နေတာဘုရားသခင်ကအဲ့ထက်ကြီးမားတဲ့ရည်ရွယ်ချက်တွေရှိတယ်အဲ့ဒီ cover ထားခဲ့လိုက်ထပ်ဖွင့်ပြလိုက်မယ်နည်းနည်းတာအရာဒါကြောင့်ညံမျက်စိကအကုန်ခွာပြီးမှပေါ်လိမ့်မယ်ဒါကြောင့်တစ်ခါလေကြာရင်မမြင်နိုင်တဲ့အတွက်ဝေဖန်တာရှိတယ်ဝေဖန်တဲ့သူတွေအားလုံးဟာညံမျက်စိ level မတူတဲ့အတွက်သူ့အမြင်လုံးဝမသိနိုင်ဘူးဒါကြောင့်ညံမျက်စိကအရာအရေးကြီးပါတယ်ညံမျက်စိမြင်နိုင်ဖို့ဘုရားသခင်စီမှာဆုတောင်းဖို့လိုတယ်ညံမျက်စိဖြစ်တယ်ကျွန်တော်ကိုဘုရားသခင်ကတလွှာပြီးတလွှာခွာခဲ့ပေးတာဖြစ်တယ်ဒါကြောင့်ကြီးချွတ်နေတဲ့အချိန်ကိုဘုရားသခင်ကြီးချွတ်နေတဲ့အချိန်လူကိုကြီးချွတ်နေတဲ့အချိန်ကိုနားလည်ပေးပါခေါ်ဆောင်ပေးပါလူတွေကိုနားလည်ပေးပါအထူးသဖြင့်အသင်းတော်တွေမှာအသင်းတော်ဆိုတာလူတွေကိုချစ်ဖို့ဖြစ်တယ်ဝင်လာတဲ့ကလူတွေဟာချစ်ချင်းမေတ္တာခံစားဖို့ဖြစ်တယ်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကတော့ကျွန်တော်တို့ကိုရေရှည်တည်ရဲစေတာဖြစ်တယ်လူတွေကိုတကိုးနမိတ်နဲ့ခေါ်လာတာမှန်တယ်ဒါပေမဲ့ချစ်ချင်းမေတ္တာကတည်စေတာဖြစ်တယ်အဲ့ဒီချစ်ချင်းမေတ္တာကျွန်တော်တို့ချစ်ချင်းမေတ္တာမဟုတ်ဘူးဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဒါကြောင့်အသင်းတော်ထဲမှာရှိတဲ့သူတွေအင်မတန်အရေးကြီးပါတယ်အရေးကြီးတဲ့အချက်ကလာတဲ့သူတွေကိုနားလည်ပေးဖို့ပါဒီနေ့အသင်းတော်ကအများကြီးဧဝံဂေလိလုပ်တယ်နေတိုင်းလို့လုပ်တယ်အရင်တောက်လောင်တယ်မြောင်များစွာပြောင်းလဲတယ်ဘာမှမသိပဲပြောင်းလဲလာတာဖြစ်တယ်ကဘာကြီးဘ누구ဖန်ဆင်းလဲအစမသိတဲ့အဖြိုးတွေဖွဲ့တယ်နော်ဒါပင်နဲ့လို့ကျွန်တော်တို့ကသူတို့ကိုချစ်တဲ့စိတ်နဲ့ခေါ်ဖို့ဖြစ်တယ်ဘုရားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တယ်အဲ့ဒီချစ်တဲ့စိတ်ကပဲကျွန်တော်ကိုပြောင်းလဲလာခဲ့ပြောင်းလဲစေခဲ့တာဖြစ်တယ်ဒါကြောင့်ရှင်ပေါလုသူ့ကိုယ်သူတော့ဘာမှမသိဘူးအရှိမပြည့်ညတ်တဲ့သူဟာအင်မတန်ကိုဖြောက်မှတ်ပြီးတော့နေခဲ့တဲ့တယောက်ဖြစ်တယ်ဒါပင်နဲ့ငါဟာဝိညာဉ်တော်နဲ့တွေ့မှဒီဖခင်နဲ့တွေ့မှခရစ်တော်နဲ့တွေ့မှငါဖြစ်သည့်တိုင်းငါဖြစ်၏တေကော15ကိုလေးကိုကြည့်အောင်နော်တေကော15ကိုမှာအဲ့ဒီချက်လေးနဲ့ကျွန်တော်အဆုံးသတ်ခြင်းတယ်ကျွန်တော်တို့ဒီနေ့အရင်တော့က I am somebody ငါတခုခုအောင်မြင်ခဲ့တယ်ငါကြိုးစားလို့ဖြစ်တယ်ငါကြောင့်ငါဖတ်တာငါလှုပ်လို့ကြိုးစားခဲ့လို့ဖြစ်တယ်ဂုဏ်ယူလို့ရတယ်ဒါပေမဲ့ဒီနေ့ဖျားသခင်ဖြစ်ပွားစေတဲ့အရာကတော့ငါကိုမဟုတ်ဘူးငါဘာမှမတတ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးအဲ့တော့မှသင်ကိုဖြစ်ပွားစေတဲ့အရာဖြစ်တယ်အဲ့တော့မှသင်ဟာသင်ဘယ်သူလဲဆိုရယ်ဖျားသားဆိုတော့မြင်တာဖြစ်တယ်သင်ရဲ့အခွင့်ကိုခွာပါ
ငါသည်အထက်ကဘုရားသခင်အသင်းတို့ကိုညှင်းဆဲသောကြောင့်အညံ့ဆုံးသောတမန်တော်ဖြစ်၏တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုမခံထိုက်သို့တော်လည်းဘုရားသခင်၏ကျေးဇူးတော်အဖြစ်သာငါဖြစ်သည့်အတိုင်းငါဖြစ်၏ဒီနေ့ကျွန်တော်တို့ဟာကျေးဇူးတော်ကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုငါဖြစ်တဲ့အတိုင်းငါဖြစ်ဘုရားသခင်ရဲ့သားသမီးဖြစ်ရတဲ့အခွင့်ကိုနားလေတဲ့အခွင့်ကိုဘုရားသခင်ကကျွန်တော်တို့ပေးတာဖြစ်တယ်ဒီနေ့ကကျေးဇူးတော်ချီးမွမ်းရတဲ့နေ့ဖြစ်တယ်သင်တို့အားလုံးဟာဘုရားသခင်ချစ်လို့ခေါ်ထားတဲ့သူတွေဖြစ်တယ်အဲ့ဒီချစ်ခြင်းမြတ်တာကနောက်လူတွေကိုဆက်ပြီးဝင်ငါ့ဖို့ဖြစ်တယ်ဧဝံဂေလိဆိုတာချစ်ပြီးပြောရတာဖြစ်တယ်လူတွေကိုတနာတဲ့စိတ်နဲ့ပြောရတာဖြစ်တယ်ပြောတဲ့စကားမှာအမီးပေါက်တဲ့ခြင်းမှာတဲ့မယ်မတဲ့ဘူးတခါလေးကြားရနားထောင်နေတာမတဲ့ဘူးဒါမဲ့ကွာပြီးလဲပြီးတော့ငိုယိုကြီးပြောင်းလဲကြအောင်ကွာဟမ်ကျွန်တော်ဖွဲ့ရတပတ်နေတိုင်းထွက်တယ်ဗျဧဝံဂေလိကတအားထွက်တော့ငိုယိုပြီးပြောင်းလဲကြတယ်ဘယ်ကဘ누구ကလောက်တာလဲဘုရားသခင်ရဲ့မေတ္တာဖြစ်တယ်ဒါကြောင့်ပြောချရှိတာပြောခဲ့လိုက်ကျန်တာအလုံးဝิญဉ်တော်လှုပ်သွားလိမ့်မယ်ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်ရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ Lord, I give you my heart. I give you my soul. ရှောင်းဒီနေ့ဆက်ဝေးပြောသွားတဲ့အရာကိုပြန်နားထောင်တဲ့အခါမှာကျွန်တော်တစ်ခါလေးမှာခုနကဆရာဝေးပြောတဲ့ cover ဆိုတဲ့အရာငါတော့တရားဟောပြီးတော့မှုတော့ဆောင်မှာမဟုတ်ငါတော့စီးပွားရေးလုပ်တော့မှုတော့ဆောင်မယ်အဲ့ဒါသင်ဆရာဖရာသခင်ဆရာပြန်လုပ်နေတာအဲ့ဒီ cover ကိုချုပ်ခိုင်းတာဖရာသခင်ခိုင်းချင်တာခိုင်းမစေသင် ready ဖြစ်နေဖို့အရေးကြီးတယ်ကိုရောကျွန်မဒီပုံစံနဲ့စက္ကတ်ချင်တယ်ဒီပုံစံမဟုတ်ဘူးဖရာသခင်ကျွန်တော်ဒီလိုစက္ကတ်မယ်ဆိုတာဖရာရှင်ကျွန်တော်ဘယ်နေရာမှာသုံးချင်လဲဘယ်လိုပုံစံနဲ့သုံးကျွန်တော်ကတော့ငွေကြေးနဲ့ပဲကျွန်တော်စက္ကတ်မယ်ကျွန်တော် no ဖရာသခင်ကတင့်ကိုဘယ်လိုပုံစံနဲ့သုံးချင်တာလဲဆိုတာကိုတင်သိချင်ရင်တင်ကအရှိတိုင်းတင်ရတဲ့တောင်စက္ကတ်လိုက်ဖို့အရေးကြီးတယ်အာမင်ရှာဝေရဲ့ live ကိုပြန်ကြည့်တဲ့အခါမှာလောကမှာအောင်မြင်ခဲ့တဲ့သူတယောက်ဖြစ်တယ်လောကမှာ music လောကမှာလည်းပဲသူက drama သူက number 1မြန်မာပြည်မှာ number 1တယောက်ဖြစ်ခဲ့တယ်သူခေတ်သူကာလမှာသူ number 1ပဲ studio လုပ်တယ်သူခေတ်သူကာလမှာသူ number 1ပဲဘယ်အရာလုပ်သူက number 1ပဲဖြစ်ခဲ့တယ်ဒါပေမဲ့ဒီအချိန်မှာဘုရားသခင်ကမင်းတို့ငါသုံးမယ်လို့ပြောလာတဲ့အခါမှာ तू လှုပ်ခဲ့တဲ့အရာနဲ့စန့်ကျင်ဘက်ကြီးပဲ तू လှုပ်နိုင်တဲ့အရာနဲ့လည်းစန့်ကျင်ဘက်ပဲအခုဆရာဝေလှုပ်နေတဲ့အရာ तू လှုပ်နိုင်တဲ့အရာမဟုတ်ဘူး तू လှုပ်နိုင်တဲ့အရာမဟုတ်ဘူးဒါပေမဲ့ဖယားလှုပ်ခိုင်းတဲ့အရာကိုလှုပ်ရင်ဘယ်အရာမဆိုလှုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ तू လှုပ်ဆောင်နေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ရန်ကုန်သင်းတော်ကတနေ့ပြီးတနေ့တိုးပွားနေတာဖြစ်တယ်အာမင်အာမင်တိုးပွားနေတယ်အာမင်ဆက်ပြီးတော့ကျွန်တော်ဆရာ prophet ပြုထားရှိတယ် make a church ဖြစ်တဲ့အထိဘုရားရှင်ကောင်းချီးပေးမှာဖြစ်တယ်အဲ့ဒီဟာဘာကြောင့်လဲဆိုတော့ not by might nor by power but by my spirit says the Lord hallelujah ဒီနေ့ကျွန်တော်ဘာမှမသိဘူးကျွန်တော်ကဘာကောင်မှမသိဘူးကျွန်တော်ဘယ်လိုသက်ရှင်မှမသိဘူးဖဲလိုက်ဒါတွေကုန်ဖဲတော့ဘာမှမသိဘူးကျွန်တော်ရဲ့အနာဂတ်ကိုကျွန်တော်ရှင်းလင်းစွာကျွန်တော်မသိဘူးဖြစ်နေတယ်ဆရာဝေကျွန်တော်ခေါ်ချင်တယ်ကျွန်တော်ကျမရဲ့အသက်တာလမ်းပြောင်းနေတယ်အနာဂတ်ပြောင်းနေတယ်အဲ့ဒီရှင်းလင်းတဲ့အရာကိုကျွန်တော်မြင်ရှင်းတယ်ကျွန်တော်အသက်တာမှာကာထားတဲ့အရာရှိတယ်
ဒါကြောင့်ကျွန်တော်မမြင်နိုင်ဘူးလမ်းပြောင်းနေတဲ့ဆိုတဲ့သူတွေဒီနေ့ဆရာခေါ်ဖိတ်ချင်တယ်ရှာဝေဟာမြန်မာပြည်အတွက်ပရောဖက်တယောက်အနေနဲ့ဖခင်ထားတယ်ဆိုတာဆရာကိုဖခင်ဖော်ပြလို့ဆရာယုံကြည်နဲ့ရန်ကုန်တင်းတော်ရွတ်အခက်လိုက်တာဖြစ်တယ်သူပြောချင်းထက်သူကမြင်တော့သူဖြစ်တယ်အာမင်ဘုရားသခင်ကြီးတော်မှုတွေပြုတော်မှာဖြစ်တယ်ကြောင့် Usher get ready Usher get ready get ready ဒါကြောင့်အားလုံးလာပြီးတော့တန်းစီပေးပါ